ဆိုကြမှာများဘာလို့ဆိုရခိုင်တော့ရောတော်လက်ကပြင်မရှုံရှင်ဒါတော့ဗဒိစီယာပြည့်ရဲ့လက်ကလေသုံးပုံမှာတို့ကတရားဗဒိစီယာပြည့်ရဲ့လက်ခါလေးအောင်ထိုက်ဆိုင်ထားပြီးတယ်ဒါနဲ့ဒါရှင်ကြီးလေးကောင်းတယ်အမကူလေးဆိုနေဒီဒီဝတ်တယ်နေနေချမ်းနေဆိုရင်73မိနစ်လေးရကြဘေးကြီးကိုဝတ်လို့ရတယ်အမေကြိုက်တာယူ15ပဲစားတော့ကွယ်ဘယ်နေရာမှာဖြစ်ပေါင်ပေါင်ရဲရောင်းရတာပေါ့လေနော်ပေါင်လို့ရတယ်ချိန်မရွေးအဲ့ဒီဟာတစ်ခုပြန်စဉ်းစားလို့ရတယ်ဒါ15တင်း5ပေါင်းနဲ့နောက်ဆုံးပြထားပါလေရှင်5သိန်းဘောက2တောင်းပါ2တောင်း15တင်း5ပေါင်းနဲ့နောက်ဆုံးပြထား2တောင်းတော့ဘယ်လိုဆက်သက်လဲရကိုယ်ဒီကနေ့စာစိတ်ကျင်တာလို့မြန်မြန်ဒီမနူလေးထားရဆိုလေအဲ့ဆိုရင်73မိနစ်လေးကိုဒီပေါင်စာလေးဖွင့်ပြရမှာ15မိနစ်ပေါင်စာလေးဖွင့်ပြရမှာရှင်နှမျိုးရွေးချယ်ရခန့်နေနှမျိုးလုံးနိုင်ပါလားတစ်ခုတော့အကြမ်းမေးတစ်ခုတော့သွားလာဆောင်ဟုတ်တယ်ဟုတ်တယ်15ပဲလည်းယူရတယ်အဆင်ပြေတယ်ငါကတော့ပြင်တူတောင်းချုံနေတဲ့နင်းနေနေအော်အန်တီရဲ့3000ပဲกว่าတာလေ3000ပဲกว่าတာ3000ပဲกว่าတာဟိုဟာသိမ်းမှ3000ပဲกว่าတယ်ဟယ်လိုမင်္ဂလာပါရှင်နောက်ကြောင်ပါတဲ့အတွက်တောင်းမှတ်ပါတယ်ဆိုင်မှာလူလေးနည်းနည်းကြားနေလို့ပါနော်အဲဒီတော့ညီမကတော့ဒီနေ့ပေါ့နော်လုံးဝကိုရန်ကုန်မြို့တွင်မဲ့ဒီရက်တွင်ကိုလိုက်ပို့ပေးမယ်နော်ရန်ကုန်မြို့တွင်လိုက်ပို့ပေးမယ်ရန်ကုန်မြို့ပြင်မရတော့ဘူးတကြံပြီးမှရမယ်နေအားလူတွေအားလုံးငွေကြိုလွှဲရပါမယ်ဒီဈေးနဲ့လို့ချင်တဲ့ဆိုငွေကြိုလွှဲရပါမယ်ငွေပြည့်လွှဲရပါမယ်ရှင်ငွေပြည့်လွှဲရပါမယ်ရန်ကုန်မြို့တွင်သမားတွေကစရံနဲ့တွားလို့ရပါတယ်ဒါလေးကအဲဒါလေးနည်းနည်းလေးပါတယ်ကြောင်းနည်းနည်းလေးစောင်းနဲ့အန်ကဲကို short ပေးမယ် short ပေးပါမယ်ကဲဒီနေ့ကနောက်ဆုံးပြတဲ့အရင်ချင်းလေးဆိုင်ကဲခဏလေးထိုင် short လို့ရလား short ပေးမှာပေါ့ကိုအန်တီပါနောက်တခွင်ရသွားအောင်လို့ဟုတ်ဘူးလားမလို့ကိုအန်တီပါလာတာမမမျက်နှာငယ်လေးနဲ့ထိုင်နေပြီပြီးမှရော့14သိန်းခွဲနဲ့ပေးလိုက်အဲ့ဒါပါလေနော်မအဲ့ဒါပါအဲ့ဒါဆိုတော့ပေးလိုက်14သိန်းတီးနဲ့ပေးလိုက်โอเคပေးလိုက်ပြီအန်တီအတွက်လက်စွပ်တခွင်ရသွားပြီဆောင်းနေနော်အဲ့ဒါပါလို့အစီအစဉ်ချပေးတယ်အစီအစဉ်လားရှင်အစီအစဉ်နော်အစီအစဉ်ဆိုရင်ဒါပါဆွေတောင်းလေးရေးပြီးအောင်နော်โอเคမမတို့တွေပြန်ရောက်လို့ပါတဲ့တန်တန်လေးပြဟုတ်ကဲ့ပါမမရေအဲ့ဒါလေးတွေကကျတော့ဟိုပါပေါ့နော်မမတို့ကိုပြန်ရောက်သမားလေးတွေအတွက်လည်းအကုန်လုံးတန်းအောင်လို့လုပ်ပေးပါမယ်နော်အားဆိုလို့ရှိရင်ဗာလေးကြီးချင်လဲအမတို့တွေလက်စွပ်ပြမလားလက်ကောက်ပြမလားငကပြမလားရှင်ပြောကိုတော်မှဘာမှမွေးရသေးဘူးဒီနေ့နည်းနည်းနောက်ကျနေဆိုလက်ကောက်နေရင်စားပြလိုက်မယ်ရောင်းသမားတွေမှာမရှိမဖြစ်ကားကြတော့ညီမပြောချင်တာပေါ့ညီမဘယ်ကနေစပြီးရောင်းခဲ့လဲဆိုလက်စွပ်ရဲ့ကျိုးရဲ့နှမျိုးအဓိကတင်အဲ့ဒါပဲမြင်များတင်ပြီးတော့ဂျန်တဲ့ပစ္စည်းလေးတွေနည်းနည်း short ချင်တယ်ဆိုလို့ရှိရင်ငကနည်းနည်းတင်လို့ရတယ်လက်ကောက်ကနောက်မှတင်လို့ရတယ်နော်โอเคနော်အဲ့ရနေစားလို့ရပါတယ်ရှင်အဓိကကတော့ညီမတို့စီမှာရောင်းအားများတာပေါ့နော်ရွှေဆိုင်ဝင်ပြီဆိုအဓိကကမိန်းကလေးမှာဆိုလို့ရှိရင်မရှိမဖြစ်လက်ဆွဲရှိမယ်ငကရှိမယ်အဲ့နှစ်ခုရဲ့ပြင်ကျိုးလေးတွေပေါ့နော်ဒါလေးတွေအဓိကရောင်းရပါတယ်ရောင်းနေကြလူဆိုနေတော့ဒါလေးကတည်တယ်ရတရုပ်စလေးယူလိုက်ဒါလေးကကြတော့3မဲဝင်းကျင်ဖြစ်ပါတယ်3မဲဝင်းကျင်မှာ3မဲကြော်တယ်3မဲကြော်ပါတယ်ရှင်3မဲကြော်ပါတယ်73မဲရေ3မဲကြော်ဒါလေးကကြတော့တန်မိုလက်ကောက်လေးပါရှင်လုံးဝတန်မိုလက်ကောက်ကမလှပဆင်းနေရပဲเนาะဒီဥစ္စာလေးကိုယူမဲဆိုရင်မမရေဒါလေးက25သိန်းမှာ25သိန်းမှာ22သိန်းနဲ့ယူပါရှင်22နဲ့ယူပါ22နဲ့ယူပါရှင်22နဲ့ယူပါ22နဲ့ယူပါရှင်ဒါလေးယူမယ်ဆို22သိန်းနဲ့ယူပါအရန်လာတော့ခင်မိလာပါတဲ့တန်မိုလက်ကောက်လေးပါအယောင်လေးတွေဆိုတာလေအခောက်တိုင်းမှာဝင်းလက်တောက်ပနေမှာဒါလေးဆိုအခောက်သားရောင်းတာမဟုတ်နော်ဒီဟာပြတာနော်โอเคနော်ကဲဒီဥစ္စာလေးတွေဆိုအရန်လာပါတယ်ကဲအခောက်လေးတွေလည်းရှိရင်ခဏနေပြပေးမယ်နော်တကယ်ဒီဥစ္စာလေးကဆိုတော့22သိန်းနဲ့ပဲယူပါ3သိန်းတောင်မှဈေးသက်သာနေပြီနော် live ထဲမှာ3သိန်းတောင်ဈေးသက်သာနေအဲ့ထက်ဈေးသက်သာချင်လားအဲ့လိုမျိုးပုံစံလေးမှာဘောလုံးနှလုံးအဝိုင်းဒီလိုမျိုးအရှင်လေးပေါ့အရှင်သူကကြတော့အသိနော်ဒါလေးကအရှင်လေးနှလမ်းမနဲ့3စိတ်သမားတွေကုန်ဝတ်လို့ရခွင်းစွပ်ပဲရမယ်နော်သူကဂျိတ်ပတ်တာမပါဘူးသူဆိုတော့ရှင်နှက်ပဲကြော့ပါတယ်ရှင်နှက်ပဲကြော့ပါတယ်ရှင်ဒါလေးယူမဲ့ဆိုလို့နော်18သိန်းမှာ15သိန်း5000နဲ့ပဲယူပါရှင်15သိန်း5000ဒါလေးကကြ22သိန်းဒါလေးကကြ15သိန်း5000လေးဖြစ်ပါတယ်ရှင်ကဲဒါလေးတွေစနေအရန်တတ်နေဒါကနှက်လက်မ3စိတ်ကြီးအပြည့်ခွင်းသူကကြတော့အဲရာလေးနည်းနည်းပါမယ်ဒီနားမှာအဲရာလေးနည်းနည်းပါမယ်နေသမားတွေငွေချေလွဲမှဒီဈေးနဲ့ရမှာပါနော်ရန်ကုန်သမားတွေမျိုးအသွေးမဲ့ရမယ်မျိုးပြင်းနေမရတော့ရန်ကုန်မျိုးပြဲဆိုတာက
ရွှေပြည်သားလိုင်းတရား3ခွတန်လင်းစားသဖြင့်ပေါ့နော်ဟိုတောင်တကုံရှေးတကုံနေမရတော့ဒီထောင်းတောင်းမရတော့မယ်အဲ့ဒါညီမတို့တမတ်တာမဟုတ်ဘူးသိလား delivery တွေကတမတ်တာဒီလေးတွေ3ခွရမယ်ထက်တော့အတာမရတော့ဘူးအဲ့လိုမျိုးတွေဖြစ်ကုန်လားကဲအားဆိုလို့ရှိရင်လက်ကောက်လေးကိုဆက်ပြပေးမယ်လက်ကောက်ကလေးကိုဆက်ပြပေးမယ်ကဲနောက်ရော့ထားလေးကနှစ်ပဲဝင်းကျင်ဒါကနှစ်ပဲကျော်ဝင်းကျင်နော်15သိန်း5000နဲ့ပေးထားတယ်ဒါလေးကကြောင့်22သိန်းနဲ့ပေးထားတယ်3မဲကျော်တယ်3မဲကျော်ရင်တမတ်ဖြစ်နေပြီโอเคလားတမတ်တော့မပြည့်ဘူးနည်းနည်းလို့တာမလို့3မဲကျော်လို့ပဲညီမပြောပေးတယ်ကဲဒါလေးကကြောင့်နှစ်ပဲဝင်းကျင်မှာရွှေလိပ်ပြလက်ကောက်လေးပါရှင်လိပ်ပြလက်ကောက်လေးပါဘာလို့လိပ်ပြလို့ခေါ်တာလဲဆိုသူ့ရဲ့လိန်ထားတဲ့အလိန်လေးက6တောက်ပိုက်ကိုမှလှလှလေးလိန်ထားတဲ့အမုံတစ်ကွက်ဆက်ဖြတ်တစ်ကွက်နဲ့လှုပ်ထားပေးတယ်အရန်လာတယ်အရန်ခိုက်တယ်ပြီးတဲ့ခါကျနှစ်လက်မ3စိတ်ရှိတယ်ဝက်လိုက်တကွင်းထဲဆိုလဲထည့်ပြီးတော့လာနေမယ်နှစ်ကွင်းဆိုရင်အဝုံးမြများဝက်လေးပုံမြိုင်ပြီးတော့လာလေပေါ့နော်ဒါလေးတွေက14သိန်းမှာမမတို့ယူမယ်ဆိုစနစ်ခွဲနဲ့ယူပါရှင့်လိပ်ပြလက်ကောက်စနစ်ခွဲလိပ်ပြလက်ကောက်စနစ်ခွဲလေးပါရှင့်လိပ်ပြလက်ကောက်စနစ်ခွဲပါလူလေးနည်းနည်းလေးဆက်ဆောက်မယ်မယ်လိပ်ပြလက်ကောက်စနစ်ခွဲပါရှင့်ဆွဲသီးလေး9သိန်းနဲ့လောက်ပြပေးတယ်ဟုတ်ကဲ့15ပဲရော73ပဲရောပြပေးမယ်ကဲဆွဲသီးလေးဆိုတော့မမရူဘီတော့ရေဟာဒီမှာမမတို့ညီမပြပေးပါမယ်အရန်လာတော့လေးပါအရန်လာတာလေးတစ်ခုပြပေးမယ်ပလဲကိုမှအစ်စ်ဖြစ်ပါတယ်ရှင်ပလဲအစ်စ်ပါနော်ဒါလေးကပလဲအစ်စ်လေးပါအရန်လာနော်ဒီမှာနော်မနော်ဆွဲသေးနော်ပလဲစစ်တမိုးလက်ကောက်20မရအောင်လားမရဘူးမ25သိန်းကို22နဲ့ယူ25သိန်းကို22နဲ့ယူနေနေလေးချိန်နေတာရှိလား22နဲ့ယူပါရှင်ကဲဒီဥစ္စာလေးနော်ညီမပြပေးမယ်အမမရလို့မမဆန်ထွေးရဒါလေးပဲယူလိုက်ညီမလက်ဆောင်ကောင်းလေးထည့်ပေးလိုက်မယ်နော်လက်ဆောင်ကောင်းလေးထည့်ပေးလိုက်မယ်နော်အနည်းဆုံးကကြတော့ဗာလေးရမလဲဆိုလို့ရှင်ဒီဥစ္စာလေးရမယ်ဒါလေးရပါမယ်သူလဲ3မဲကြော့ပါပဲဒီဥစ္စာလေးတောင်မှမမရဲ့ညီမ shop ပေးနိုင်လို့ရှင်9000မဲ့ထပ် shop ပေးနိုင်မှာ9000မဲ့ထပ် shop ပေးနိုင်မှာဘယ်လောက်လဲဆို23သိန်းနဲ့9000နဲ့ယူ23သိန်းနဲ့9000နဲ့ယူပါရှင်เนาะ23သိန်း9000နဲ့ယူပါ23သိန်း9000နဲ့ယူပါရှင်သူနဲ့ point လေးပဲกว่าတာအများကြီးမกว่าအောင်เนาะဒီတခွင်းမဲရမယ်เนาะမမ23သိန်း9000တော့ယူလိုက်เนาะမမအများကြီးကြတော့မကွာလို့နော်မကွာလို့ပါ25သိန်းကို22သိန်းနဲ့ပေးထားတာကိုထပ်ပြီးတော့ဒီမှာဒီတခွင်းယူမဲ့ဆိုရင်9000ထက်လျှော့ထားပေးပါတယ်တဲလေးရေငွေကြေးလဲပေးမှလားရန်ကုန်မြို့ကလာတစ်ချက်ပြောပေးရှင်းလာတမိုးလက်ကောက်73မဲရေးတွေပါ73မဲရေးတွေပါရှင်း73မဲရေးမှာအပြင်ဆက်အတွင်းဆက်မဟုတ်အပြင်ဆက်အရေးတင်းလေးလှုပ်ထားပေးတာပါဒါလေးကိုလည်းနည်းမြင့်ပေးတော့မှခြေတော့လိဖြတ်တော့မယ်ကဲညီမအခုဝတ်ထားတဲ့ဆွဲတီးလေးဆွေသားဆွဲတီးလေးလည်းပြပေးပါမယ်ရှင်းဒီဥစ္စာလေးတစ်ခုရင်ပြပေးချင်လို့နော်ဒါလေးကတော့ပလဲအစ်စ်ပါရှင်ပလဲအစ်စ်ပါရေးချိုးပလဲအစ်စ်လေးပါရှင်เนาะဒါရေးချိုးပလဲအစ်စ်ဘာလို့မှအပေါက်ဖောက်ပြထားတယ်เนาะကောပလဲတူပလဲဆိုရင်အထက်ကိုကြည့်လိုက်ပလဲသားလေးမဟုတ်တော့ဘူးသူကကောသားအပေါ်မှာလေအရေးပြားပဲအုပ်ထားတာဆိုအရေးပြားกว่าဝါမှာတက်လားအဲ့ဒါကြာဘယ်လိုခေါ်လဲအဲ့လိုမျိုးပေါ့နော်စိတ်ဆိုးထားတာလုံးဝမဟုတ်ဘူးဒါပလဲအစ်စ်ပါနော်ကဲဒီပလဲအစ်စ်ဆွဲတီးလေးယူလို့ရှိရင်အမရတဲ့ပလဲအစ်စ်အပေါ်က73မဲရေရွှေသားနဲ့နော်ပလဲအစ်စ်ဆွဲတီးလေးယူလို့ရှိရင်လေမမတွေဒါလေးကကြတော့ရွှေဖိုးပဲတွက်မယ်ပလဲဖိုးမပါဘူးဒီပလဲက4000 5000ပေးရတယ်တစ်လုံးလေးရတီချိန်နဲ့ဝယ်ရတာပါရှင်ဒါလေးယူမယ်စနစ်ဒါလေးက2သိန်းနဲ့8000မှာ2သိန်းနဲ့8000မှာမပလဲဆွဲတီးလေးယူလိုက်3သိန်းတီးနဲ့ယူပါရှင့်ပလဲဆွဲတီး3သိန်းတီးနဲ့ယူပလဲဆွဲတီး3သိန်းတီးနဲ့ယူပါရှင့်ပလဲစစ်ဆွဲတီး3သိန်းနဲ့ယူပါ3ယောက်ပဲရပါမယ်ပလဲစစ်ဆွဲတီး3သိန်းနဲ့ယူပါရှင့်3ယောက်ပဲရပါမယ်3ယောက်ပဲရပါမယ်ရှင့်ပလဲစစ်ဆွဲတီး3ယောက်ရမယ်မြမလေးယူထားတော့ထပ်မရတော့ပလဲတွေကလေဒါကုန်းတယ်စီမာတော်မှရှာတာမရှိတော့ညီမနောက်ဆုံးကျိုးလေးကိုဖြတ်လိုက်တာညီမရဲ့ကျိုးလေးညီမကျိုးလေးတွေကဖြုတ်ပြီးတော့ပေးတာဒါညီမဆွဲနေကြကျိုးလေးအရန်နဲ့မျောတာပလဲတွေကခုနောက်ပိုင်းရရှားသွားပြီပြီးတဘာဝပလဲဆိုတာအင်မတန်ရှားပါတယ်ကဲမမလေးရ15ပဲရေရွှေသားဆွဲတီးလေး15ပဲရေရွှေသားဆွဲတီးလေးပါ3သိန်းနဲ့ပလဲလောကရမယ်3သိန်းနဲ့ပလဲလောကရ3သိန်းနဲ့ပလဲလောကရပါမယ်ရှင့်ဒါလေးရောဒါလေးစနေနဲ့အရန်လာတယ်ထဲတယ်အမတို့တွေဒီဥစ္စာလေးယူလိုက်ပါလားဒါလေးယူလိုက်ပါလားဒါလေးကကြောင့်9သိန်းနဲ့1000မှာရှင့်9သိန်းနဲ့1000မှာချစ်မကြီးခုနကတော့မေးထားတဲ့9သိန်းဝင်းချင်တယ်ဆိုတဲ့အမဒါလေးဆိုတပည့်အဝင်းစီ15ပဲရေဒါယူမဲ့ဆိုရင်4သိန်းတိနဲ့ယူပါ
ရှင်လုံးဝမသိဘူးနော်လုံးဝမသိဘူးဒါကအရှိဖက်ချမ်းဒီမှာဒါလေးကအနောက်ဖက်ချမ်းနေ့စဉ် daily ဝတ်လို့ရပါတယ်ရှင် daily ဝတ်လို့ရပါတယ်သိလည်းမသိဘူးလားလဲလာတယ်နော်ဒီမှာချစ်ထက်ထဲကလေးနဲ့ဝတ်လို့ရမယ်ပစ္စည်းလေးပါဒါလေးယူမဲ့ဆို4သိန်းတိနဲ့ယူ4သိန်းတိနဲ့ယူပါရှင်4သိန်းတိနဲ့ယူပါ4သိန်းတိနဲ့ယူပါရှင်4သိန်းတိနဲ့ယူပါနောက်ထပ်ပစားချီအားကြတော့အောက်ကချင်းနေပါလိမ့်ပြီသမီးပစားချီအားကြတော့ဒီလောက်ကြီးရှိပါတယ်လူကကြတော့တဖဲဝင်းချင်းမှာရှင်15ပဲရေပစားချီဆွဲဒီမမရေခုန4သိန်းတိဟာလေးယူလိုက်ပါလားမမရေခုနတော့ရူဘီမမရေရောဒီဥစ္စာလေးရောဒါလေးစွနဲ့လည်းရန်လာပါတယ်သူကတော့တဖဲဝင်းချင်းတဖဲအောက်လေးနဲ့လေးပဲရောမယ်နော်ဒါလေးတွေကနေမျိုးဓမ္မလေးငွေကုန်လွှဲရပါမယ်ရန်ကုန်မျိုးပြည့်နေမျိုးဓမ္မငွေကုန်လွှဲမင်းကရန်ကုန်မျိုးတွင်မဲ့ဆက်ရန်ယူပြီးတော့လိုက်ဖို့တော့မှ delivery တွေကုန်ပြီနော် delivery တွေရက်ကုန်ပြီဒါလေးက6သိန်းခွဲပါမမ55နဲ့ယူ6ခွဲ55နဲ့ယူပါရှင်6ခွဲ55နဲ့ယူသူတို့နှစ်ခုကိုရှင်ပြပေးမယ်ဒီလိုလေးပါဒါလေးက4သိန်းဒါလေးက55 4သိန်း55အနောက်ကဒီလိုလေးပါရှင်လုံးဝ solid ရွှေသားအပြည့်တွေနဲ့လောက်ထားပေးတာရွှေကိုရေးချိုပြီးတော့မူလနဲ့ဟန်ပုံစံတိုင်းညီမတို့လောက်ထားတာပါဟိုလိုရွှေအုပ်တရောင်းတာမဟုတ်ပါဘူးနော်အဲဒါကြောင့်မတို့ရဲ့ချိန်တဲ့နေရာမှာပေါင်ရောင်းဒီလိုလုပ်လို့ရတဲ့ပစ္စည်းလေးပါဒါလေးက9သိန်း5တောင်းဒါလေးက4သိန်း15ပဲရည်တွေ15ပဲရည်တွေရမ်းလာတယ်မတို့တွေနော်9သိန်း5တောင်းဒီဘက်4သိန်းတိပါရှင်73ပဲရည်ထဲကလည်းတစ်ချက်ပြပေးမယ်နော်73ပဲရည်ထဲမှာဆို73မိတ်ရလာချမ်းဆွဲတီးလေးသူကတော့ပုံစံလေးအထဲမှာစလင်ဒန်းစင်းလေးတစ်ခုပါမယ်အနောက်မှာစလင်တီလိုလေးနဲ့ခိုင်ကလေးထားလေးအားလုံးလည်းခိုင်နေမှာကြည့်အဲ့လိုခိုင်နေနော်ဒါလေးကကျလည်းတပင်းဝင်းချင်းပါရှင်တပင်းဝင်းချင်းလေးပါဒါလေးကကျတော့73မိတ်ရပါရှင်ဒါလေးကတော့9သိန်းမှာ6သိန်းတိနဲ့ယူပါရှင်6သိန်းတိနဲ့ယူပါ6သိန်းတိနဲ့ယူပါသူကရှိုးဝင်လေးနဲ့ဆိုတော့ကိုကဆွဲကြိုးရမ်းချင်းချိန်မှာထဲဝက်ပါနော်ဒီဘက်73ပဲဒီဘက်73ပဲဒီဘက်15ပဲ size ကအလောက်ပဲတလက်မကျော်ဝင်ချင်းနေပဲနော်မမတွေအဆင်ပြေလားအဆင်ပြေတယ်ဆိုရင်ယူမယ်ပလဲဆွဲသည့်တသိန်းနဲ့ယူပလဲဆွဲသည့်တသိန်းနဲ့ယူပါရှင့်ပလဲဆွဲသည့်တသိန်းနဲ့ယူပါအခုလောကက်လေးတွေပြနေပါတယ်လောကက်လေးတွေပြနေပါတယ်သမီးရွှေအိုးကြီးတွေပြပေးပါလားရွှေအိုးကြီးတွေကဲရွှေအိုးကြီးတွေဟွာလေ30ဝင်းချင်းလောကက်လေးတွေရောကြိုက်လားပြပေးမယ်နော်ဒါလေးတွေကကျတော့မမရေ9သိန်း9တောင်းမှာ4ခွဲနဲ့ယူ73မဲရေတပည့်ဝင်းချင်းမှာရှင်တပည့်အောက်လေးနဲ့လေးပဲရောမယ်ငါ4သိန်းခွဲနဲ့ပဲယူ4သိန်းခွဲနဲ့ပဲယူပါရှင်4သိန်းခွဲနဲ့ပဲယူပါရှင်4သိန်းခွဲပါဒီဘက်73မဲရေပါဒီဘက်15ပဲရေပါရှင်ဒါ15ပဲရေးပါရွှေအိုးကအကြီးတွေလည်းရှိမယ်ဒါကြီးကတော့လုံးဝအကြီးပါနော်နဂက်လက်စွပ်ကြိုးလေးအကုန်ပြပေးမယ်မနဂက်ရဲ့လက်စွပ်ရဲ့ကြိုးရဲ့ကဲပါရှင်နဂက်လက်စွပ်ကြိုးလေးကိုမှနည်းနည်းလေးအယောင်တွက်တက်ပြမယ်ပုံစံလေးလည်းတွက်ရမယ်ခိုင်လေးခိုင်ရမယ်အမလက်ထက်မှာအကြိုင်မဟုတ်ပဲနဲ့ပိုင်ရှင်တွက်တူရှာပြီးတော့လိုက်သွားတဲ့ပစ္စည်းမျိုးပြပေးမယ်ဘာလို့လဲဆိုအဲ့ဒါပဲရောင်းတဲ့လူကအဲ့ဒါပဲမြင်ကုန်မြင်ပတ်စံပေါ်ကဲတရုပ်စားလေးယူမယ်ဆိုရအမရဲ့တရုပ်စားလေးဒါလေးဆိုလို့ရှိရင်အမတို့တွေ15သိန်း15သိန်းမကောက်တရုပ်စား sorry ဟုတ်တယ်15သိန်းမရှိတယ်မရဲ့ဒီဥစ္စာလေးကိုမမေကထပ်လျှော့ပေးအောင်မဆိုတော့မတို့ယူလိုက်73သိန်းတိနဲ့ယူ73သိန်းတိနဲ့ယူ73သိန်းတိနဲ့ယူပါရှင်73သိန်းတိနဲ့ယူ73သိန်းတိနဲ့ယူပါရှင်ကဲရပြီနော်မမရွှေတာထဲကစနေအဲ့ဒီဥစ္စာလေးတွေကအစင်ပြေတဲ့ပြင်တာမျိုးလေးရှိမယ်လေးဖက်ပွင့်ဒါကနင်းစီပွင့်ပေါ့နော်အသေးလေးတွေထဲကဒါပဲရှိမယ်ခဏနေကြထပ်ချပေးမယ်နော်ထပ်ချပေးမယ်ကဲဒီမှာပလဲနဲ့လက်စွပ်ပလဲနဲ့အစစ်နော်โอเคနော်ပလဲနဲ့အစစ်ပါနောက်ထပ်မမတို့ကိုကျိုးလေးတစ်ချက်ပြပေးမယ်ကျိုးလေးဒါလေးဆိုငါမမရေ30အထက်ပဲရှိတယ်30အထက်လေးနည်းနည်းလေးပဲကြော်မယ်ဒါလေးဆိုရင်လည်းအရန်လာပါရောလားဒါလေးက15ပဲရေးပါပြန်ရောက်မားတွေတော့15ပဲရေးဆိုလဲတော်တော်လေးစင်ပြေတယ်နော်73ပဲရေးဆိုလို့ရှိရင်လည်းအစင်ပြေတယ်မြမတို့စီမှာကနော်ကဲဒီဥစ္စာလေးကိုယူမယ်ဆိုလို့ရှိရင်မမရေ23သိန်း5တောင်း19သိန်း8တောင်းပဲပေး19သိန်း8တောင်း
တောင်းမဲ့ပေး18လက်မရှိ3မဲဝင်ကျင်းမှာ15ပဲရေးပါရှင်ဘောခုနှလုံးကျိုးလေးဖြစ်ပါတယ်ရှင်ဘောခုနှလုံးကျိုးလေးပါဘောခုနှလုံးကျိုးလေးပါရှင်ဒီနေ့ကလေဖောက်တဲ့သမားလေးလည်းပြန်ပါလာပြီဆိုတော့ညီမအသက်နိုင်ဆုံးဖောက်တဲ့အရင်အောက်ကိုမှထားပေးမယ်နော်အမတို့ဖောက်တဲ့အရင်အောက်ဆေးလေးနဲ့ရပါမယ်ရှင်ဖောက်တဲ့အရင်အောက်ဆေးလေးနဲ့ရမယ်ရထားလေးဆိုငေါမမ15ပဲရေးနော်2ပဲဝင်ကျင်းနော်15ပဲရေး2ပဲဝင်ကျင်းမှာ15ပဲရေး2ပဲဝင်ကျင်းအရှိလေးကတော့စခွန်အရှိရတော့18လက်မအရှိပါရှင်အရှိရ18လက်မအရှိလူကြီးတိလို့လဲတပတ်အေးစိတ်ဝတ်လို့ရတယ်18ကဒီမှာ19ဒီပေါ်နာလေးမှာဘောသလုံးစာပဲရောမှာတင်နာလေးမှာเนาะโอเคเนาะကဲဒါလေးရောယူမယ်ဆိုရင်ဖောက်တဲ့သမားပါလို့เนาะညီမရှော့ပေးလိုက်တာ18သိန်းခွဲတန်ပါညီမလေဒါဆိုလို့ရှင်2သိန်းရှော့ရင်18သိန်းခွဲ18သိန်းခွဲအနှုံး2သိန်း15သိန်း5တောင်းနဲ့ယူပါရှင်15သိန်း5တောင်းနဲ့ယူပါရောမမဖောက်တဲ့သမားမမဒါလေးယူထား15သိန်း5တောင်း15သိန်း5တောင်းနဲ့ယူပါရှင်မမကကေ15သိန်း5တောင်းမဲ့ခလေးလက်ကောက်တိုးရှော့ပါတာလေးရောကြံလေးရပြောင်းလက်ကောက်ချင်းနဲ့အပြားကြီးဆုံးလေးပြပေးပါမမပြပေးပါမယ်ရှင်မမ ဟုတ်ကဲ့ပါ ဒါလေးကလီလီကျိုးကို15 16 19 18ရှိတာမမ15 16 18 15တော့မထွက်ဘူး15လို့ချင်းတော့ဖြတ်ပေးမရမယ်โอเคเนาะဒီမှာမမရဲ့19ရမယ်18ရမယ်20ရမယ်လီလီကျော်က19 18 20ရပါမယ်ရှင်ကဲဒါလေးလားပန်းထွာလက်ကောက်ကလေးပန်းထွာလက်ကောက်ကလေးရန်လာတော့လေဒီလိုလေးเนาะကြီးလိုက်တာနဲ့ရွှေထူထူမမကလေးเนาะမမတို့တွေဒီမှာနေ့တိုင်းဝတ်လို့ရเนาะနေ့တိုင်းဝတ်လို့ရပါတယ်ရှင်9ပဲဝင်းကျင်မှာ9ပဲဝင်းကျင်မှာရှင်9ပဲဝင်းကျင်မှာဒါလေးကိုယူမယ်ဆိုလို့ရှိရင်45ဘယ်လောက်ရှော့ပေးမလဲ45သိန်းမှာရှင်45သိန်းမှာမတို့ယူချလိုက်ဒီမှာနော်မတို့တွေ45သိန်း73မဲရေ6ပဲကျော်9ပဲဝင်းကျင်ဒီလိုမျိုး 1.5 cm နီးပါးရှိတာလက်မဝက်တောင်ရှိတယ်ကွယ်လက်မဝက်ရှိတယ်ဒီမှာအလွယ်ပြောလက်မဝက်ရှိတယ်လို့ကြီးနှစ်လက်မနဲ့3စိတ်ကိုချိတ်ပတ်တာနဲ့ပါတဲ့ဥစ္စာကိုမတို့ယူချလိုက်တစ်ချမ်းမို့လို့ပုံမဲ့လက်ကောက်က2သိန်းထပ်ပုံမရှောက်ဒီနေ့5သိန်းရှော့ပေးမယ်340သိန်းနဲ့ယူ340သိန်းနဲ့ယူပါရှင်340ပါ340တိနဲ့ရာယူလိုက်နော်ဒီမှာရောက်အမှန်340တိနဲ့ယူ လက်ကောက်တန်တာလေးပြပေးမယ်မေးပြပေးပါမယ်ရှင် ဟုတ်တယ်ရာခိုင်နှုန်းနဲ့ရတယ်ခုနတောင်းရှုံး ဘူးသားနော် ဟုတ်ကဲ့ပါရှင် ခဲဥစ္စာ တဲ့ဟာနှုန်းနဲ့ဆိုရင် ရခိုင်နှုံးနဲ့ သူ့လေးတွင်းပြောင်းသွားတယ်ဟုတ်တယ် ရခိုင်နှုံးနဲ့အကြဘယ်လောက်လဲအထက်လေးက4သိန်းကျော်တယ်မဟုတ်လား4သိန်းကျော်တယ် နောက်လည်း40တမင်နဲ့နဲ့ shop ပေးလိုက်လဲတွန်းပြမှာငါတောင်းနေပဲလုပ်ပေးလိုက် အန်ဒီ ဟာ အန်ဒီရဲ့တင်ပြလာလို့ရအောင်ပြလို့တော့ရလေ โอเคနော်ကဲဒီဥစ္စာလေးရဆောက်တော့လေရန်ဆင်ပြေပါတယ်နော်ဒါလေးဆောက်လို့ရှိရင်မမခုနကတော့မမခွန်စာနုပြောထားတဲ့ပစ္စည်းလေးပါခွန်စာနုပြောထားတဲ့ပစ္စည်းလေးပါရှင်သူကလေ18ရှိမယ်20လက်မရှိမယ်အရန်လာတယ်ဒီမှာဂျိတ်လေးစနစ်လည်းထူထူလေးနဲ့အရန်လာတဲ့ပစ္စည်းလေးဖြစ်ပါတယ်နော်โอเคနော်ကဲဒီဟာလေးဆိုလို့ရှိရင်အရန်လာတယ်မမပြောတဲ့လီလီကျိုးအစ်စ်လေးဖြစ်ပါတယ်ရှင်ဒါလေးယူမယ်ဆိုလို့ရှိရင်နော်မမတို့တွေ15ပဲရင်နော်15ပဲရင်14သိန်း2တောင်းကို12ခွဲနဲ့ပဲပေး12ခွဲနဲ့ပဲပေးပါရှင်မမရဲ့ဒီဥစ္စာလေးက18လက်မအရှိပါ20လက်မလေးဆိုတော့နည်းနည်းလေးပိုသွားပါမယ်ကဲရော့ဒါလေးက18လက်မအရှိဒါလေးက18လက်မအရှိ20လက်မလေးလည်းရှိပါမယ်ရှင်20လက်မလေးလည်းရှိပါမယ်ဒါလေးက20လက်မပါ20လက်မဈေးလေးတစ်ချက်တော့ပေးပါမယ်ရှင်20လက်မဈေးလေးရကြတော့20လက်မဈေးလေးရကြတော့ဘာလေးနဲ့ပေးရမလဲဆိုရင်ဒါလေးက16သိန်းခွဲမှ14သိန်းခွဲနဲ့ပဲယူ14သိန်းခွဲနဲ့ပဲယူဒါလေးကကြတော့12သိန်းခွဲနဲ့ပဲယူပါ15ပဲရည်ဖြစ်ပါတယ်နှစ်ပဲဝင်းကျင်နေပါရှင်မမကြိုက်တာလေးယူ မိတ်ကပ်ထူထူပါ လူထက်အပြားကြီးတဲ့ဥစ္စာတီးတယ်ဟိုဟာကိုပြောပန်ထွားလက်က over လက်ကအကြီး over လက်ကအကြီးရတော့လေမမတချမ်းပြီးမှပဲရတော့မယ်တချမ်းပြီးမှရပတင်းစရာပြန်သွားပြီရှိတဲ့ဟာလည်းအကုန်လုံးရောင်းဝသွားပြီဆိုတော့လေအဲ့ဒါကြောင့်မလို့ပါနော်ရေလိုင်းလက်ကောက်လေးလည်းပြပေးမယ်ရေလိုင်းလက်ကောက်15ပဲရေလိုင်းလက်ကောက်လား15ပဲရေလိုင်းလက်ကောက်ကတော့2လက်မ2စိတ်2လက်မနဲ့2လက်မ3စိတ်3ပဲဝင်းချင်း
ဒါလေးတစ်ချက်ပြန်တိုင်းမေးမယ်နော်နလမ2စိတ်လား3စိတ်လားဆိုတာလေးတိုင်းမေးမယ်သူကတော့နလမနဲ့2စိတ်တွေ့လားအသေးတစ်စိတ်အကြီးတစ်စိတ်ကိုမှတစ်စိတ်လို့တွက်တယ်နောက်ထပ်တယ်ဆိုတာ မမလီလီကျိုး18လက်မရှိလေးပြပေးထားပါတယ်12သိန်းခွဲနဲ့ပေးထားပါတယ်ရှင်15ပဲ18လက်မရှိလေးပါဦးမ ဒါလေးယူမယ်ဆိုလို့ရှိရင်22သိန်း4,000ခွဲ22သိန်း4,000ခွဲ23သိန်းမဲပေး23သိန်းမဲပေးတဲ့နှလုံးလို့23သိန်းမဲပေးပါ23သိန်းမဲပေးပါရှင်အခုမှတဲ့လူတွေကရန်ကုန်မြို့တွင်မဲ့တချန်8ရောက်မယ်ကျန်တဲ့လူတွေကတချန်ပြီးမှရမယ်နော်ငွေကြေးလေးတွေလွှဲထားပေးဒီစီနဲ့လို့ချင်းငွေကြေးလေးတွေလွှဲထားပေးပါဒါလေးက23သိန်းမှရှင်ဝတ်ပြပေးမယ်ဝတ်ပြပေးမယ်ဝပြပေးမယ်တော်တော်လေးလာတာသူက15ပဲရေးပါ2ပဲကျော်3မဲဝင်းချင်းမှာရှင်2ပဲကျော်3မဲဝင်းချင်းမှာဒါလေးယူ23သိန်းမှာခုနမမလီလီချိုးမရေဒီမှာလီလီချိုးလေးကပခုံးမမတင်ပြထားမယ်ပခုံးမမတင်ပြထားပေးပါမယ်ရအရန်လာဒီမှာလီလီချိုးကတော့လေအရန်ကြီးတဲ့ထဲမှာပါဘူးဘာလို့လဲဆိုသူ့ရဲ့ပုံစံကအဲ့လိုမျိုးတစ်ဖြတ်လက်ပြီးတော့ကိုရီးယားမင်းသမီးလေးတွေနိုင်ငံခြားဟောလီဝုဒ်မင်းသမီးဆွဲတယ်လို့မျိုးတေးလေးသူက YouTube ပြတဲ့ဆွဲရတယ်အကြီးတွေဆွဲတာ heavy တွေတေးလေးဆိုလဲဒီလိုမျိုးလေးဆွဲတာဒီလားအဲ့လိုမျိုးလေးဆိုတာလေ elegant အရန်ဖြတ်တဲ့ထဲပါတယ်ပေါ့နော်ခဲ့တဲ့နောက်ထပ်ရေလိုင်းလက်ကောက်ပါရှင်သမီးဖက်ပြားပြောင်းလေးတွေမအောင်ထည့်ပေးပါအောင်ဖက်ပြားပြောင်းလေးဒါကတော့နှစ်ပဲဝင်းချင်းပါရှင်နှစ်ပဲဝင်းချင်းမှာ73ပဲရေးပါရှင်73ပဲရေးနှစ်ပဲဝင်းချင်းမှာ73သိန်းနဲ့6တောင်း73သိန်းနဲ့6တောင်း17ခွဲနဲ့ပဲရှူတကွင်းကို17ခွဲနှစ်လမနဲ့နှစ်စိတ်တွားကြတော့တပဲကျော်နှစ်ပဲဝင်းချင်းမှာရှင်ရေလိုင်းလက်ကောက်လေးဘယ်လိုယူမလဲရေလိုင်းလက်ကောက်လေးဘယ်လိုယူမလဲရှင်ဒါလေးရန်လာတယ်15ပဲရေးပါ15ပဲရေးရေလိုင်းလက်စွပ်လေးပါရှင်15ပဲရေးရေလိုင်းလက်စွပ်လေးပါကြက်သွားလို့ညနေမျိုးလေးလိုက် ဟုတ်ကဲ့မမရဲ့ရဒီမှာမမလက်ကောက်15ပဲရေးဒီမှာရေလိုင်းလေးသူက23သိန်းတိနဲ့ချထားပေးတယ်22သိန်းနဲ့4,500 22 4,000ခွဲကို21တိနဲ့ချထားပေးတယ်ဒီဟန်လေးက73ပဲရေလိုင်းလေးကကြောက်115နဲ့ချထားပေးပါတယ်ညီမလေးအရန်လာတယ်နှစ်ခုလုံးကလေဒီလိုင်းနေအကုန်လုံးကလေနှစ်လက်မနဲ့နှစ်စိတ်ပါနှစ်လက်မနဲ့နှစ်စိတ်ပါကဲဒါလေးကဒါချယ်ရီပွင့်လေးထပ်ဆိုင်ရေလိုင်းလေးကတော့လူငယ်ဆန်မဲ့ဒီဇိုင်းတော့မဲ့ချယ်ရီပွင့်ကတော့နှစ်လက်မနဲ့3စိတ်ရမယ်နှစ်လက်မနဲ့3စိတ်ရပါမယ်ရှင်ဒီဥစ္စာလေးကဒါလေးလဲတူနဲ့တူတူပဲယူလိုက်တော့တူနဲ့တူတူပဲယူလိုက်23သိန်းတီးပဲယူပါ22သိန်းနဲ့9,000ပဲกว่าတာဆိုတော့လေနော်ဒါ9,000ပဲกว่าတာဆိုတော့23သိန်းတီးနဲ့ယူပါနစ်9,000ကို23သိန်းတီး15ပဲရေးပါရှင်15ပဲရေးပါလေပင်ကဘောလုံးကျိုးဒီပရက်လေးကလေအရန်လာတယ်နော်သူကအရှိဆုံးတုံးစွနေလဲတော်တော်လေးကြီးတယ်နောက်ကခုတ်ကျိုးတန်ကျိုးချင်းနဲ့လောက်ထားပေးပါတယ်အဲ့ဒီဥစ္စာလေးကိုမှအမတို့ယူချလိုက်မမတို့ယူထားလိုက်ဒီဥစ္စာလေးကိုမှလေဘယ်လောက်နဲ့ပေးရမလဲဆိုတော့သူက25သိန်းမှာမမတို့ဒီနေ့ယူမယ်ဆိုလို့ရှိရင်22သိန်းတိပဲပေးပါရှင်22သိန်းတိပဲပေးပါဒါကတော့လက်မ20ရှိပါတယ်ဒါလေးကတော့လက်မ20ကျိုးလေးဒါလေးကလက်မ20ကျိုးလေးသူကတော့4ပဲကြော်ရတယ်သူကတော့4ပဲကြော်မယ်သူကတော့4ပဲဝင်းချင်းမနော်3ပဲကြော်4ပဲဝင်းချင်းမှာဒီဥစ္စာလေးကကြတော့မမတို့တွေအရန်မိုက်အရန်လာအရန်ကိုမိမိုက်ပြီးတော့လာမင်းကတော့ဘောလုံးကျိုးလို့ခေါ်ပါတယ်မင်းကတော့ကျိုးလေးပါရှင်မင်းကတော့ကျိုးလေးပါဒါလေးယူမယ်ဆို33သိန်းနဲ့9,000ဒါလေးယူမယ်ဆို28သိန်းခွဲပဲပေးပါရှင်ကဲဆိုင်လာဝယ်လို့ရတယ်နော်အားလုံးဆိုင်လာဝယ်လို့ရတယ်7ရက်နေ့ထိဆိုင်ဖွင့်မှာဖြစ်ပါရှင်ဆိုင်လာဝယ်ပေးပါ28သိန်းခွဲနဲ့ပဲရှူဒီစိမ်းနဲ့ဆိုင်မှာအကုန်လုံးချထားတယ်နော်အမဒါလေးတွေဆို local တီလေးတွေဆိုလို့ရှိရင်3သိန်းနဲ့ယူမိတ်ကပ်ထူထူကလေလိုချင်တယ်ဆိုလို့ရှိရင်ညီမတို့ဆက်ရလေးပေးပြီးတော့ဗမာထားပေးအဲ့ဒီရတဲ့နေစားလို့ရှိရင်အမစီးပြန်တော့ပေးမယ်နော်လက်ကောက်ကြီးလိုချင်တဲ့သူများရန်ကုန်တစ်မြို့လုံးမှာဈေးတတ်ဆုံးမှာနော်နော်မမတို့လည်းကဲရပြီလားမမလက်ကောက်က15ပဲကြာတာဗလဲပင်ကဘောလုံးကျိုးလေးလည်းဖြည့်ပြီးသွားပြီမမ73ပဲလေးဆိုရင်လည်း900ခိုင်တော့တွင်းတော့900ခိုင်တော့ပိန်ကျိုးပြ1800ခိုင်တော့ပါ15ပဲလေးဆိုရင်လည်း900ခိုင်တော့တွင်း30ခိုင်တော့ပိန်ကျိုးပြ1800ခိုင်တော့ပါရှင်ဝယ်လေးရမယ့်ဖုန်းနံပါတ်လေးအောက်မှာပေးထားပေးထားပါတယ်399563တိတော့မချမ်းငိမ့်စုအန်ကောတော့ဝင်လဲလက်ခံပါရှင်ဒီချိုးလေးက22သိန်းဒီချိုးလေးကကြတော့28
18သိန်းခွဲကဲမမတို့တွေဒါလေးလို့ချင်တယ်ဆိုဒါလေးလို့ချင်တယ်ဆိုမှအများအားပူစားနေတဲ့မမတွေရ3မဲဝင်းကျင်ပါရှင်3မဲဝင်းကျင်73မဲရေ18လက်မရှိပါဒါလေးကလေဤတုံကျိုးလေးလို့ခေါ်ပါတယ်ဤတုံကျိုးလေးပါနော်ဤတုံကျိုးလေးပါဤတုံကျိုးလေးပါရှင်73မဲဤတုံကျိုးอ่ะဆိုလို့ရှင်ကဟိတစမမပါပဲနဲ့အရေးပြေးဝေးရမှာဖြစ်ပါရှင်ဂျိတ်ကတော့ညီမဒီဂျိတ်ကလေးတတ်ထားပေးပါတယ်နော်ဒီဂျိတ်ကလေးနဲ့ပါကဲโอเคဤတုံကျိုး18လက်မရှိဒါလေးရောယူမဲဆိုရင်24သိန်းပါရှင်24သိန်းပါ23သိန်းခွဲနဲ့ယူ23သိန်းခွဲနဲ့ယူပါရှင်23သိန်းခွဲနဲ့ယူ23သိန်းခွဲနဲ့ယူပါရှင်23သိန်းခွဲနဲ့ယူပါဒါလေးက23သိန်းခွဲဒါလေးကကြတော့ဘလောက်22သိန်းဒါလေးကကြ28သိန်းခွဲပါရှင်လေပင်ဘွားလီလီချိုးနှစ်ကုံကကြတကုံနှစ်ခုစလုံး15ပဲရေ18လက်မအရှည်ကကြ12ခွဲ20လက်မအရှည်လည်းရှိတယ်အဲ့ဒါကြ14ခွဲနဲ့ယူပါရှင်ကဲအရန်နဲ့တန်နေပြီအရန်နဲ့လာနေပြီနော်တန်တန်လာလာလေးတွေပါဒါဆိုလို့ရှိရင်ညီမကလက်စွပ်ကလေးတွေပြပေးမယ်15ပဲလက်စွပ်ကလေးတွေထုတ်ပါအောင်ညီမလေး15ပဲရေ16ပဲရေဒီမှာရပြီတမီမထုတ်တော့နဲ့ဒီမှာရ15ပဲရေနှစ်ကွင်းတစ်စကောင်းချပေးမယ်15ပဲရေနှစ်ကွင်းမမတို့တွေဒါလေးက site number 7ဒါလေးက site number 773လေးတွေပါ773လေးတွေပါ15ပဲရေပါရှင်15ပဲရေပါဒါလေးက773လေးတွေပါရှင်မောင်ခွင်းလေးတွေထူထူလေးဖြစ်ပါတယ်ရှင်မောင်ခွင်းထူထူလေးပါဒါလေးယူမယ်ဆိုလို့ရှိရင်4သိန်းနဲ့2000 4သိန်းနဲ့6000မှာတစ်ခုက4သိန်း6000တစ်ခုက4သိန်း2000အကုန်လုံးညီမဈေးချပေးလိုက်မယ်တစ်ခွင်းကို3သိန်းခွဲနဲ့2ကွင်းရမယ်စိုက်ကတော့73မရမယ်တစ်ခွင်းကို3သိန်းခွဲ2ကွင်းရတစ်ခွင်း3သိန်းခွဲ2ကွင်းရတပဲအဝင်ကျင်15ပဲရေမောင်းခွင်းလေးပါရှင်ဒီလိုထူပါတယ်ဒီလိုလာပါတယ်စိုက်မှာလာကြည့်ပြီးတော့ယူလို့ရတယ်နော်ရန်ကုန်မြို့တွင်မဲ့အရန်ငွေချေရကျန်တဲ့မြို့တွေအားလုံးငွေကြိုးချေဒါတချံပြီးမှရအောင်မယ်ရန်ကုန်မြို့ပြင်တဲ့ခြားမြို့တွေအားလုံးငွေကြိုးချေနော်အဲ့ဒါဆိုဒီစီနဲ့ရပါမယ်ရှင်โอเคလားမမတို့တွေဆိုင်လာဝယ်လို့ရတယ်ဆိုင်လာဝယ်လို့ရတယ်17ရက်နေ့အထိဆိုင်လာဝယ်ပါနော်အချင်းနေဈေးတဲ့တွေစုံကြပြန်မယ်ဈေးတဲ့တွေတိုက်ပွဲကဲမမတို့တွေရဒီမှာစီတရုပ်စားလေးရတော့လေဒီလိုမျိုးလေးပေါ့နော်လိုင်းလေးနည်းနည်းပါတယ်ဖက်တိုက်ကမပြောင်းလို့ဟဲ့ထူးချက်တူပါလိုက်အခါနော်ဒါလေးကစိုက်နံပါတ်7ခေါ်မှာရှင်စိုက်နံပါတ်7ခေါ်မှာမမတို့တွားပြပါမယ်ဆိုတော့โอเคမမတို့တွေဒီဥစ္စာလေးရယူမယ်ဆိုလို့ရှိရင်ဒါလေးကလေ9သိန်း6000နဲ့9သိန်း6000နဲ့အဲဒါလေးနည်းနည်းပါတယ်နော်ဗတ်တိုက်တဲ့နေရာမှာအစင်းလေးဖြစ်တာအဲဒါလေးပါတယ်တလား9သိန်း6000နဲ့တယောက်ပဲရ4ခွဲနဲ့ယူတယောက်ပဲရ4ခွဲနဲ့ယူတယောက်ပဲရ4ခွဲနဲ့ယူတယောက်ပဲရဒါလေးယူမယ်ဆို3သိန်းခွဲ15ပဲရရ4ခွဲကစိုက်နံပါတ်7ခွန်တယောက်ပဲရနော်ဒါလေးက73ပဲရပါရှင်တပယ်ဝင်ကျင်ပါရှင်တပယ်ဝင်ကျင်အဲဒါပါလို့ရင်းအောက်စိနေရအဲဒါပါလို့အရင်အောက်စိနေရ9သိန်းနဲ့ပြပေးပါမယ်ရှင်မမကိုရေအမလေးငွေလေးလည်းပြပေးပါမယ်မမခေါင်းစားလို့ရေမောင်ကန်ဒါလေးပါလာလေးနဲ့လဲပြီးအထူရမကြိုက်တော့โอเคလားသမီးဟာပြီတေးလေးโอเคသေးတာပဲနောက်ထပ်ဗာလေးပြပေးရမှာသမီးလက်ကောက်လေးတွေနဲ့ခွင်းလေးမမနုဒါလေးက23သိန်းပဲရှိတယ်15ပဲရေဒါလည်း15ပဲရေ23သိန်းမမနုကကျ15ပဲရေကိုအဓိကထားကြည့်တယ်မှာဆိုတခါလေပြတာမမတီးတယ်နော်ဒါလေးဆိုလို့ရှိရင်တော့17သိန်းနဲ့9000 73ပဲရေ17သိန်း9000ဒါလေးယူမယ်ဆိုလို့ရှိရင်ဒါလေးက12ခွဲဒါလေးက15 9000ဒီနှစ်ကွင်းထဲက22သိန်းနဲ့23သိန်းခွဲနဲ့ပါရှင်22သိန်းတော့ပဲမှတ်ထားလိုက်22သိန်းတော့ပဲမှတ်ထားလိုက်ညီမရှော့လို့ရတာအားလုံးရှော့ပေးမယ်ဘောတော့ကကျူရကြ73သိန်း3သိန်းကျော်25သိန်း22သိန်းကြီးတယ်ပဲပေးထားပါရှင်မမရေ22သိန်းတိနဲ့ပဲပေးထားတယ်နော်အရန်ကစပယ်စီကျူရကြ18နဲ့မှရှင်နှစ်ပဲဝင်းကျ15ပဲ18သိန်း15သိန်း5000နဲ့ပေးထားပါတယ်15ပဲရေကို15သိန်း5000ဟာလား15ပဲရေကို15သိန်း5000တော့မတို့တွေအရန်တက်နေတော့ယူလိုက်နော်ဒါလေးစနေရှင်းရင်လည်းဒါလေးဆိုလည်းအဲ့လိုပဲယူချလိုက်မမတူကလည်းတပဲဝင်းကျင်းစိုက်နံပါတ်15ကျူထရန်လက်စွပ်လေး4သိန်းခွဲနဲ့ပဲယူ4သိန်းခွဲနဲ့ပဲယူပါရှင်ဒါလေးစနေ4သိန်းခွဲနဲ့ပဲယူပါ4သိန်းခွဲနဲ့ပဲယူပါရှင်သလားဒါလည်း9သိန်း6000ခုနတော့နဲ့တူပဲတပဲဝင်းကျင်း9သိန်း6000စိုက်ဆက်လေး4ခွဲနဲ့ပဲယူဒီမှာဒါလေးကကျတော့4ခွဲကြိုက်တာယူ4ခွဲကြိုက်
တိုက်ယူလေးခွဲပါရှင်စိုက်တိုက်ယူလေးခွဲလေးပါနောက်ထပ်ပါလဲဘောလုံးကျိုးလေး15ပဲရေလက်ကောက်15ပဲရေပြပြီးသွားရတာအဲ့ဒါခုနတော့နော်အခုမှတက်တာမမတို့ရဲ့ကဲရဒီမှာကြည့်မမတို့ရဲ့အရန်ရန်လာတဲ့ပစ္စည်းလေးပါအရန်ရန်လာတဲ့ပစ္စည်းလေးပါရှင်ဒါလေးကတော့တပဲဝင်းချင်းမှာတပဲဝင်းချင်းမှာရှင်ဒါလေးမှဆို9သိန်းခွဲပါမမတို့ယူလိုက်6ခွဲ6သိန်းနဲ့ပဲယူလိုက်6သိန်းတိနဲ့ပဲယူပါ6သိန်းတိနဲ့ပဲယူပါရှင်6သိန်းတိနဲ့ပဲယူပါ6သိန်းတိနဲ့ပေးလိုက်ပြီနော်ဒါလေးကတယောက်ပဲရတော့မယ်တယောက်ပဲရတော့မယ်ပစ္စည်းတွေကမရှိတော့ဘူး site number 16ပဒိန်ဆရာတွေလည်းနားကုန်ပြီဒလီတွေလည်းနားကုန်ပြီမို့လို့6သိန်းတိနဲ့ဂုံလက်စော73မဲရေဂုံလက်စောရမယ်6သိန်းတိနဲ့73မဲရေဂုံလက်စောမြန်ယူမတော့လေမြန်ယူနော်ငွေလေးတွေကြိုလွဲတာအမတို့လုံးဝ special တန်တော့ဒါဆိုရွှေဖို့လေဒီလားအမတို့နဝလီမှာပြန်ရောက်အောင်မြတ်အောင်လို့ညီမတို့ပေးထားတဲ့ပစ္စည်းလေးပါเนาะဒါလေးတွေကရောင်းသမားအတွက်အဆင်ပြေတယ်ဒါဆိုလို့ရှိရင်အဲ့ဒါမပါအောင်ညီမဈေးချထားပေးတာဒါလေးကအဲ့ဒါပါတယ်အဲ့ဒါပါဆိုမဲ့တူတူတိကျအများကြီးမပါအောင်မလုံးဝတိကျပေါင်းမြတ်တဲ့ပစ္စည်းဒါလေးဆိုလို့ရှိရင်လည်း6သိန်းတိနဲ့ယူပါသူစလေးလည်းအနေဆုံးအမ6သိန်းခွဲ9သိန်းပြန်ရအောင်မဲ့ပစ္စည်းပါเนาะဒါလေးတွေဆိုစားတဲ့ပစ္စည်းလေးတွေမမရဲ့မမစားရတယ်ဆိုတာသူများပုံမှာဈေးတင်ပြီးတော့စားစရာမလိုတော့ဘူးညီမကအမကိုရှော့ထားပေးတာမလို့ပုံမှန်ဈေးနဲ့ရောင်းအောင်မှမျိုးမျိုးမြက်မြက်ကလေးရတယ်နာမည်ကောင်းလည်းရမယ်အမြတ်လည်းရမယ်ပစ္စည်းလေးဖြစ်ပါတယ်ရှင်ဒါလေးက73မဲရေးပါ73မဲရေးပါရှင်ဒါလေးက8သိန်းခွဲ83နဲ့ပေးစိုက်30ပဲကြက်8သိန်းခွဲဒါမဲ့အမစိုက်လေးနည်းနည်းချဲ့ဆိုချဲ့ပေးမယ်เนาะဒါလေးရွှေထပ်ပိုးပြီးတော့ချဲ့ပေးရမှာဒါကိုလည်းချဲ့ပေးမယ်8ခွဲကို9သိန်း3000ဒါလေးကကြတော့6သိန်းတိဒါလေးတွေက4သိန်းခွဲပါရှင်တကယ် screenshot လေးရိုက်တာပဲလိုချင်တဲ့အမများတခါတည်း CV တွားမယ်ဆိုင်အိုလာဝယ်လည်းရတယ်ဆိုင်အိုလာဝယ်လည်းရ CV သွားဆိုင်အိုလာဝယ်လည်းရ CV သွားမဒါလေးတွေဆိုလို့ရှိရင်မမတို့တွေနော်ဒါလေးတွေဆိုလို့ရှိရင်9ရွေး6ရွေးဝင်းချင်း9ရွေး6ရွေးဝင်းချင်းမှာအမရဲ့ဒါလေးတွေဆိုအရောလုံးဝမပါဘူးနော်အရောလုံးဝမပါဘူးမတို့တွေယူချလိုက်ယူချလိုက်မမတို့အရောမပေးချင်တဲ့လူတွေယူမယ်မကြီး4သိန်း9000နဲ့4သိန်း9000နဲ့3ခွဲပဲယူစိုက်နံပါတ်က30စိုက်နံပါတ်17ရွှေနေစီလက်စောစိုက်17ရွှေနေစီလက်စောစိုက်17 3ခွဲနဲ့ယူပါရှင်3ခွဲနဲ့ယူပါတော့တပဲအောက်ဝင်းချင်းမှာတပဲအောက်ဝင်းချင်းတပဲဝင်းချင်းနေပဲတပဲအောက်တစ်ခုပဲပါလေရဲ့နော်မမလည်းညိုးပါဝတ်ထားတယ်တွေးကြခုံးတယ်လဲဆိုရအောင်လဲ site 18သိန်းကို9သိန်း3000နဲ့ပေးထားပါတယ်မမ73ပဲလေးပါရှင်လေဘင်းကဘောလုံးချိုးလေးရကြတော့25သိန်းကို22နဲ့ပေးထားတယ်22ဒီဘောလုံးချိုးရှိရကြတော့20လမ်းမရှိ20လမ်းမရှိရှိတယ်28သိန်း50003သိန်းခွန်ကို28သိန်း5000 3သိန်းခွန်ကို28သိန်း5000မှာရှင်အဲ့ဒါလေးဈေးတက်တဲ့ချိန်32ကျော်တယ်เนาะအဲ့ဒါဒီနေ့ကဈေးကျတာတော့3သိန်းခွန်ပဲကျသွားတယ်အဲ့ဒါ28ခွဲနဲ့ပေးထားပါတယ်သူက4ပဲကျော်သွားပါတယ်ဒါ4ပဲဝင်းကျင်မှာဒါလေးက3ပဲဝင်းကျင်ဤတုံကျော်18လက်မရှိ73ပဲရေးတွေပဲ23သိန်း5000ကဲ3သိန်းနဲ့ယူမယ်3သိန်းနဲ့ယူမယ်ဆွဲသီးလေးပလဲနဲ့ဆွဲသီးအစ်စ်ခလေး3သိန်းနဲ့ယူပါရှင်ပလဲနဲ့အစ်စ်ဆွဲသီး3သိန်းနဲ့ယူပါကဲမမတို့လေလက်ညိုကလက်စော့လေးကပြောပြီးတော့နောက်ခဲဒီဘက်ကလက်စော့ကလေးတွေပြောပေးရမယ်ဒီမှာရွှေနှင်းစီ73မဲရေလည်းရမယ်ရွှေနှင်းစီ73မဲရေရကြတော့6သိန်းကျော်ပါမယ်ရွှေနှင်းစီ73မဲရေလေးရကြတော့မမတို့ဒါလေး6သိန်းနဲ့3000ဒီနေ့ယူ9ခွဲနဲ့ယူပါ9ခွဲနဲ့ယူပါရှင့်စိုက်လေးရကြတော့ဟိုကသေးတယ်30ရမယ်15ခွန်ရ15ခွန်ရရွှေနှင်းစီလက်စော့ထူလေးရွှေနှင်းစီလက်စော့ထူလေးအောက်မှာအောက်ပိတ်ပါတယ်ဟောင်းလောက်ပေါက်မဟုတ်ပဲနော်အောက်ပိတ်ကလေးနဲ့ထူကလေးနဲ့ရအောင်မှာဖြစ်ပါတယ်ရှင်ကဲဒါလေးမှဆိုလို့ရှိရင်6သိန်း3000 5သိန်း5000နဲ့ပေးထားပါတယ်5သိန်း5000နဲ့ယူပါ5သိန်း5000နဲ့ယူပါရှင်5သိန်း5000နဲ့ယူပါရှင်ဒီစီလက်စုယူတယ်မမရပါတယ်ရှင်ဒါလေးလားမမဒါလေးလား35လား3သိန်းလား3သိန်းဝယ်ရတစ်ချက်တော့ပြန်မဲ့ပြီနော်ရွှေနှင်းစီအသေးလားကြီးလားရှင်အသေးလားကြီးလားပြောပေးပါအောင်နော်လုံးဝအရင်အောက်လေးနဲ့ပေးထားပါတယ်အရင်အောက်လေးနဲ့ပေးထားမလို့တိတ်တိတ်လေးပဲယူကြီးပဲယူမမတို့အတွက်အရန်တန်တဲ့ပစ္စည်းလေးတွေပါရှင်မမတို့တွေရ screenshot လေးရိုက်ပါ1 2 3 4 5 6 7 8 9 10 okay လာပြီအခောက်တွေလာပါပြီရှင်
ခောက်လက်စောရောမမရဲ့ရဒါလေးကြိုက်တဲ့နေရာမှာကြိုက်တယ်လို့မေဖဲသွားမင်းမလဲဦးအောင်တို့ဆိုင်ကိုသွားမင်းမလားဒါမှမဟုတ်လို့ရှိရင်နော်တကယ်အခောက်တွေပဲရောင်းနေဆိုင်မင်းမလားဒီလောက်အထူဓာတ်ပုံရိုက်သွားဒါလောက်ဆိုဘယ်လောက်ကြာမလဲသွားမေးကြည့်အမားတို့တွေနော်ဒီအခောက်ကကြတော့ညီမတို့ကကြတော့လေးဖဲအဟန်ဖြစ်ပါတယ်ဒါပေမဲ့ညီမတပည့်ဝင်းစစ်နဲ့လှုပ်ထားပေးပါတယ်ဘယ်လိုလုပ်လို့ရလဲနန်းကျိတ်မဟုတ်ပဲနဲ့ညီမတို့ကဆက်နဲ့ခုနောက်ပိုင်းဆက်နဲ့ပဲရွှေတွေကိုင်တာများတယ်ဆိုဆက်နဲ့လှုပ်ထားတာပါ pressure နဲ့ press တွေဖိပြီးတဲ့ခါကျရင်ဖိပြီးတော့တေချာလှုပ်ထားတဲ့ပစ္စည်းပါဒါလေးဆိုလို့ရှိရင်ဆက်ခွန်ဆက်ရှစ်ဆက်ကို3ဆိုင်ရမယ်ရှစ်3ဆိုင်ရမယ်အဲ့ဒါလေးကိုတပည့်ဝင်းစစ်နဲ့မမတို့တွေယူချလိုက်ဒီဥစ္စာလေးကိုမမတို့ယူမယ်ဆိုလို့ရှိရင်မမတို့ညီမရဲ့အခောက်ကကြတော့တခွန်စိပဲထပ်မလျှော့တော့နော်အခောက်ကတော့1000တောင်မှလျှော့လို့မရအောင်နော်တခွန်စိပဲပြောရမယ်8,000နဲ့ယူပါ8,000နဲ့ယူပါဒီနေ့ယူတဲ့လူပဲဒီစေးနဲ့ရမယ်တူရဲ့မူရင်းစရာကြတော့30 plus ပါ10 plus ပါ10သိန်းဝင်းကျင်းမှာနော်ဒါညီမကမလျှော့တခွန်စိနဲ့ပဲရောင်းနေ8,000နဲ့ပဲယူ8,000နဲ့ပဲယူ8,000နဲ့ပဲယူပါရှင့်မမတူတူကလည်းမျိုးက3သိန်းခွဲတွေမမရပါဘူးနဲ့ပါရှင့်မမတူတူဆရာလေးလွဲရန်ကုန်မြို့တွင်ဆိုဆရာနွဲလာပိုးပေးမယ်ရန်ကုန်မြို့ပြည့်ဆိုငွေကြေးလွဲထားတကြံပြီးပိုးမယ်ရန်ကုန်မြို့ပြည့်နဲ့တခြားမျိုးတွေငွေကြေးလွဲထားတကြံပြီးတာနဲ့အားချင်းပိုးပေးမယ်အားချင်းပို့ပေးမယ်ဒီမှာပစင်းနဲ့တယောက်တစ်ကောင်ဖန်ထားတယ်နော်ပစင်းဖြင့်ညာညက်ပြီးတော့လာကိုပို့မှာစိတ်မပူနဲ့မတို့တွေ delivery ဖွင့်နေဆိုတော့အားချင်းညီမတို့က first ပဲသိလား delivery မဖွင့်သေးဘူးရုံးရှိမှာထိုင်ဆောင်နေမှဖွင့်ရပါနော်ဒါလေးက site number 16 site number 16ပါ site number 16ပါရှင် site number 16ပါ site number 16 99.99 အခါ99.99 ခါတပဲကြော်တာဗောဒါလေးကဘယ်လောက်နဲ့ပေးရမလဲဆိုလို့ရှိရင်ဒါလေးကတော့နည်းနည်းလေးစနစ်ပလက်ပါရှင်မမတွေဒါလေးယူမဲ့စလင်း10,800နဲ့ယူပါစနစ်ပလက်ကိုနော်ညီမက10,800နဲ့ရောင်းပေးပါမယ်10,800နဲ့ရောင်းပေးပါမယ်စိုက်က15-16သမားတော့မယ်စိုက်က15-16သမားတော့ပါမယ်15-16ပထမတော့ပါမယ်နော်မမတွေကနိုင်လက်စွပ်ခလေးရောနိုင်လက်စွပ်ဆိုခုနဦးလေးရောတော့မပြလိုက်ရအောင်သူကြိုက်မှာဒါလေးဆိုနေအရန်လာတယ်အခောက်ပါ 99.99 အခောက်လက်စွပ် 99.99 အခောက်လက်စွပ်ပါရှင်ဒါလေးတော့ယူမယ်ဆိုနှစ်ပဲဝင်းကျင်ပါရှင်နှစ်ပဲဝင်းကျင်ပါရှင်သူကတော့15 plus ပါရှင်15သိန်း plus ဖြစ်ပါတယ်ဒီနေ့ယူမယ်ဆိုလို့ရှိရင်73သိန်းခွဲနဲ့ယူပါဘာလို့လဲဆိုအခောက်တရားကြတော့လေဈေးလျှော့မရောင်းရတဲ့ထဲပါတယ်အခောက်တဲ့လေးတွေညီမကအနေငယ်ပဲရောင်းမိမှာပါเนาะဒါလေးယူမယ်ဆိုလို့ရှိရင်စိုက်လေးက18ပါစိုက်18ပါရှင့်73သိန်းခွဲနဲ့ယူ73သိန်းခွဲနဲ့ယူပါရှင့်73သိန်းခွဲနဲ့ယူပါဒါလေးတွေကထုလဲလှတယ်ထက်လဲလျှော့လို့မရတော့တဲ့ပစ္စည်းလေးတွေပါရှင်73သိန်းခွဲဒါလေးကကြဘလားဒါလေးကကြတော့88ဒါလေးကကြတော့10,800တောင်းပါဒါကတော့ site number 17 စနစ်တွေပဲရှိပါမယ် site number 17 စနစ်ပါ site number 17 စနစ်ပါဒါလေးက site number 17 စနစ်ပါမမရဲ့ဒီဥစ္စာလေးကတော့73သိန်းခွဲပါရှင်73သိန်းခွဲနဲ့ယူပါသူကဆိုလို့ရှိရင်အထည်လေးကလေ X ပုံစံလေးဖြစ်တယ် X ပုံစံလေးဖြစ်ပြီးတော့ခါကျတော့အရန်လာတယ်73သိန်းခွဲပါရှင်ဒါလေးက X ပုံစံလေးက73သိန်းခွဲပါမမတို့တွေဒီရက်ပိုင်းမှာယူလို့ရှိရင်မမတို့ promotion လေးတွေအပြင်လက်ဆောင်လေးတွေပါထပ်ရအောင်မယ်စိုင်းမလာဝယ်လက်ဆောင်နေရမယ်သမီးအရှိရဖွင့်လို့ရည်မဆန်ရှိရတကားပေါ့နော်စိုင်းမလာဝယ်လက်ဆောင်လေးတွေပါရမယ်စိုင်းမလာဝယ်လို့ရတယ်17ရက်နေ့အထိဖွင့်ထားပါတယ်17ရက်နေ့အထိဖွင့်ထားပါတယ်ရှင်17ရက်နေ့အထိဖွင့်ထားပါတယ်ကဲဒါလေးယူမယ်ဆိုလို့ရှိရင်နိုင်ရီလေးယူလို့ပြောပေးဒါလေးကနိုင်ရီပုံစံလေးဒါလေးကကျတော့ H လို့ပြောပေး H လို့ပြောပေးဒါဆိုအခောက်မောင်ကွင်းဒါဆိုအခောက်ရီလိုင်းကကျတော့ဈေးလေးပြန်ပြောမယ်လက်ညှိုးကနေစမမရဲ့အခောက်ရီလိုင်းကြီးကကျတော့မမ16ပဲတပဲကြော်မဟုတ်မိုင်းအဲ့ဒါက16ပဲရင်လက်တိုင်းက16တပဲကြော်ကိုစနစ်ပလက်ကို7,800နဲ့ပေးထားပါလေရှင်အခါမောင်ကလေးကကြောင်မှာ10ပလက်လက်ဆိုင်လေးကကြောင်19ရမယ်တပဲဝင်းကျင်8,800နဲ့ပေးထားပါတယ်နောက်ပြီးတော့9လက်စွပ်လေးကကြောင်မှာလက်ဆိုင်လေးက18နှစ်ပဲဝင်းကျင်15ပလက်ကို73သိန်းခွဲနဲ့ပေးထားပါတယ် H ပုံနဲ့လက်စွပ်လေးကကြောင်လက်ဆိုင်က17စနစ်ရမယ်သူကကြောင်73သိန်းခွဲနဲ့ပေးထားပါတယ်ရှင်အခါစစ်
လေးပါရှင် ကဲမမရဲ့စိုက်တဲ့နေရာမှာစိုက်တယ်လို့ဆက်လို့ရတယ်ဟောဒီအခောက်လေးတွေကတအားလာတယ်နော်လာလဲလာတယ်မမအခောက်လည်းရည်ပြေးတယ်နော်လက်ကောက်ပြပေးပါတဲ့လက်ကောက်ပြပေးပါတဲ့လက်ကောက်ညီမဒီဟာလေးတွေအားလုံးကိုလေဒါလေးတွေဆိုတပည့်ဝင်းစစ်နော်တပည့်ဝင်းစစ်ဆိုလို့ရှိရင် तू ကဘလောက်လဲ9သိန်းကျော်တဲ့ဥစ္စာကိုလေ4သိန်းခွဲနဲ့ပေးထားတယ် तू ကအဲရာလေးနည်းနည်းပါလို့ဒါဆိုအဲရာမပါဘူးအဲရာပါတယ်ချိန်ပြီးတော့ရောင်ပြီးတော့ပေးလိုက်မိတာဒါလေးဆိုအရန်တက်နေဒါလေးတွေကလုံးဝအမြတ်ရမယ်ပစ္စည်းလေးတွေနော်စိုက်နံပါတ်14စိုက်နံပါတ်19မတော်တယ်ကဲယူမယ်နော်မမတော်တယ်နောက်ထပ်ပါလေချင်းချင်းလေးလေ ဘယ်နဲ့ပဲလေမမိုက်နိုင်ကြီးက16ပဲ2ပဲဝင်းချင်လက်ဆိုင်18ပါရှင်15ပလက်ကို73နိုင်ခွဲနဲ့ပေးထားပါတယ်မမ16ပဲရေးပါသူကတပဲဆော့2ပဲဝင်းချင်မှာတပဲဆော့2ပဲဝင်းချင်မှာစိုက်နံပါတ်18ပါယောက်ျားလေးမိန်းကလေးဝတ်လို့လာပါတယ်ထဲ့လေးထဲ့ပါတယ်သူ့ရဲ့အထည်ရုပ်ကြီးပါမမတို့ရေ 1cm မှာ1cm မှာရှင်ဟောဒီမှာကြည့် 1cm ထုတ်ထားပေးတာပါအကြီးပဲလက်ကောက်တာဆိုရင်အမရေရှယ်ပဲလက်ကောက်တာဆို350 60ပြေးမလွတ်ဘူးဒါမျိုးလေးကနော်အရန်လာတယ်မယူထားလိုက်နော်ယူထားလိုက်ဒါလေးတွေကမမားဘူးမနော်โอเคနော်မမတို့လည်းကဲနောက်ထပ်နိုင်ရီကဟုတ်တယ်မအီရအောင်လိုက်ဖြေပေးနေကျေးဇူးများတင်ပါတယ်မအီကဲနောက်ထပ်ဂုံလက်စော့ဘာဘီဂုံလက်စော့လာပြီဘာဘီဂုံလက်စော့လာပြီဂုံလက်စော့အကြီးလေးတွေပြပြရလားမမတို့ကိုဆိုင်လာဝယ်လို့ရသေးတယ်နော်ဆိုင်က17ရက်နေ့ထိဖွင့်ပါတယ်17ရက်နေ့ထိဖွင့်ပါတယ်ဒါလေးဆိုလို့ရှိရင်တပဲဝင်းချင်းပါရှင်ဒါလေးက9သိန်း5တောင်းပါဒါလေးက9သိန်း5တောင်းပါရှင်ဒါလေးဆိုလို့ရှိရင်မမတို့လေ4သိန်း9တောင်းပဲပေးပါစိုက်နံပါတ်15 4သိန်း9တောင်းပဲပေးပါရှင်စိုက်နံပါတ်15 4သိန်း9တောင်းပဲပေးပါဒါလေးကိုလေအခောက်လေးလည်းရှိမယ်အခောက်မဒါလေးကအခောက်ပုံလေးကိုလိုက်တူထားတာပါဒီမှာကြည့်ဘယ်ဖားအခောက်လဲမတို့ကြီးလိုက်ရင်မတိတာတော့နော်ဘာလို့လဲဆိုတော့မမဆန်းရင်အမကိုဒီကမီးတလုံးထပ်စမယ်ဘာလို့လဲဆိုတော့ဟောဒီအခောက်နဲ့ဒီဟာလေးနဲ့ကလေညီမတို့အယောင်တင်တဲ့ခါကျရင်တေချာလေးတင်ထားသလိုမျိုးနဲ့လည်းဆို9သိန်းရမမချင်းကိုကတိဆိုရင်မမမရလို့ပါကိုမညီမလေးတို့အရင်အောင်ဈေးလေးနဲ့ရောင်းပေးထားပါတယ်ရှင်9သိန်းကို6သိန်းကြီးနဲ့လုပ်ပေးထားတာပါမမအရင်အောင်လေးဖြစ်သွားလို့ပါကိုမလက်ဆောင်လေးထည့်ပေးလိုက်ပြီနော်အရင်တက်လုံးလေးထားပါရှင်အမရဲ့လက်ဆောင်လေးလည်းရမယ်နော်လက်ဆောင်လေးလည်းရမယ်ဈေးကတော့ထက်လျှော့မရဘူးမမရဲ့ထက်လျှော့ရှင်မင်းမင်းသာခေါ်သွားမင်းမင်းမှာကလေး10ယောက်ရှိတယ်ကလေးတွေပါကုန်ပါမယ်မမအေးရလက်တိုင်း20နှစ်ကရဲ့ဘလူးဟာလေးရတယ်လက်တိုင်း20နှစ်ဆိုရင်ဒီလိုဂုံလက်စွပ်ကလေးတွေပြပေးမယ်ဂုံလက်စွပ်ကလေးတွေပြပေးမယ်မဒါလည်းပြင်ဆိုပြင်ပေးမယ်ဒါပေမဲ့နည်းနည်းလေးတော့ရွှေချိန်များသွားမှာပေါ့လေနော်နည်းနည်းလေးတော့ဟိုမမအတန်းနိုင်ဆုံးတော့ရှော့ပေးမှာပါနော်ဒါလေးတွေကိုကဲဒါလေးကိုပြပေးမယ်ဒါလေးလည်းလက်တိုင်း20နှစ်ထိရမယ်လက်တိုင်း20နှစ်ဆိုတော့ तू က15သိန်းပလက်ဖြစ်သွားမယ်အခုဒါလေးကကျတော့73သိန်းခွဲပါ73သိန်းခွဲပါရှင့်ဒါလေးက73သိန်းခွဲပါအမရေဒါလေးက73သိန်းခွဲအခောက်တရတော့ဈေးမလျှော့ဘူးเนาะတပြားမှမလျှော့ပါ73သိန်းခွဲစိုက်နံပါတ်7ရမယ်အခောက် 99.99 တပဲကြောပါတယ်ရှင့်နှစ်ပဲဝင်းစစ်မှာတပဲကြောပါတယ်ရှင့်နှစ်ပဲဝင်းစစ်မှာ73သိန်းခွဲ73သိန်းခွဲ73သိန်းခွဲပါရှင့်ဒါလေးကကျတော့ဒါလေးကကျ4သိန်း9တောင်းမှာ73ပဲရေ4သိန်း9တောင်းအခောက်က73သိန်းခွဲခောက်က73သိန်းခွဲဒါလေးက4သိန်း9တောင်းเนาะမမတို့ဒီမှာရှင်ပြီးတော့ယူလို့ရပါတယ်ရှင်ပြီးတော့ယူပါရှင်ပြီးတော့ယူလို့ရပါတယ်မတို့ကြိုက်တာလေးယူကြိုက်တာလေးယူပါเนาะမမတို့ရဲ့ကိုလည်းရမယ့်ဖုန်းနံပါတ်လေးအောက်မှာပေးထောက်ပေးထားပါတယ်399563တိတိတုံပဲချမ်းရေးစုအဲ့ကတော့လည်းကိုလည်းလက်ခံပါရှင်အခုယူတဲ့မမများရန်ကုန်မြို့ပြင်နဲ့တခြားမြို့တွေများဆိုရင်တော့ငွေကြေးလေးတွက်ပေးပါအမညီမလေးတို့တကြံပြီးရတယ်ဒလီလေးအပ်ပေးပါမယ်ရှင်ရန်ကုန်လေးတွေဆိုလို့ရှိရင်တော့9သိန်းလောက်ဆိုရင်9တောင်း9သိန်းထက်ဆိုရင်7သိန်း10သိန်းထက်ဆိုရင်ပုံမှန်အားလုံးတွက်ပေးပါဦးနော်ဟုတ်ပါတယ်ပြေးပေးလားကဲမမရဲ့ကဲမဒီကလက်စော့ကလေး LV လောကလေးရသေးရတယ်မမညီမလေးတို့ပစ္စည်းလေးရမရလေးချက်ပြန်ကြည့်ပေးမယ်နော်မမဟုတ်ကဲ့ပါရှင်ပြန်ကြည့်ပေးပါဦးမယ်ပြန်စစ်ပေးပါဦးမယ်ဒီဥစ္စာလေးကဒါရတယ်ဘယ်သူမှစီရမလို့သေးဘူးနော်အော်ဟိုကဒါတလုံးမဲ့ကျန်လာလားကျန်နေဟာဒီရောကဲမမရဲ့ဒါလေးနော်โอเคကျန်တာအကုန်ဆိုအောင်တယောက်ပဲရတော့မယ်မတယောက်ပဲရတော့မယ် LV ဆွဲသီးလေး LV ဆွဲသီးလေးပါ LV ဆွဲသီးလေးပါရှင်ဒါလေးကကြတော့မမတို့တွေ3သိန်း1,600မှာ3သိန်း1,600မှာ3သိန်း1,600မှာရှင်ဒါလေးကိုနှစ်ခွဲပဲပေးပါနှစ်ခွဲပဲပေးပါရှင်နှစ်ခွဲပဲပေးပါသူ့ရဲ့ကိုယ်ထိတ်တယောက်ပဲရတော့မယ်
โอเคကျန်တာကုန်ကုန်ပြီနော်ဒါလေးကကြတယောက်ပဲရ3,600ကိုနှစ်ခွဲနဲ့ယူပါရှင့်နှစ်ခွဲနဲ့ယူပါပေါင်120မိန်းကလေးဆိုတဲ့အထိဝတ်လို့ရပါတယ်ကလေးလည်းဝတ်လို့ရပါတယ်ရှင်သူကအရန်သေးတဲ့ထဲမပါဘူးလှတယ်ကြီးတယ်အရန်မကြည့်ဘူးဒီမှာလှတယ်သူကကြတော့လုံးဝ fancy ဆန်ဆန်တိုက်လေးဖြစ်ပါတယ်ရှင်အမားတို့တွေ350တွေပါပေးစရာမလိုတော့ပဲနဲ့နှစ်သိန်းခွဲလေးနဲ့ဆွဲသီးလေးဝတ်လို့ရပါပြီเนาะဆွဲသီးလေးဝတ်လို့ရပါပြီနှစ်ခွဲရမမယူမလားယူလို့ရမှမယ်ယူလို့ရမှမယ်ပါနေမျိုးတွေနဲ့ရန်ကုန်မျိုးပြည့်နေခွေးချေလွှဲညီမတို့တွေတချမ်းပြီးတာနဲ့လေဒလီဖွင့်တာနဲ့ချက်ချင်းအပ်ပေးမယ်เนาะရန်ကုန်မျိုးတွင်းမဲ့အရင်ဝေးချေရတော့မှာဒါရမတက်စနေလို့အဲ့ဆိုမမရေအပီလောကလေးရပါတယ်ရပါတယ်ရှင်ကဲမမရေရောဒီမှာဒီဥစ္စာလေးမမတို့တွေနော်မမတို့တွေဒါလေးက10သိန်းနဲ့5000အမရေ8သိန်းခွဲပဲပေးလိုက်8သိန်းခွဲပဲပေးလိုက်10သိန်း5000 10သိန်း5000မှာသူကလေတိလာမမရေအလေးချိန်က3မဲဝင်းကျင်းမှာရှင်အလေးချိန်က3မဲဝင်းကျင်း73မဲရေ8သိန်းနဲ့5000နဲ့ယူ8သိန်းနဲ့5000နဲ့ယူရှစ်ခွဲနဲ့ယူပါရှင်ပလဲလေးကိုမှဘေးနာကကြောက်ရောင်စုံနေကြလေးထည့်ထားပေးပါတယ်ရှစ်ခွဲနဲ့ယူပါရှင်ရှစ်ခွဲနဲ့ယူပါရှစ်ခွဲနဲ့ယူပါရှင်ကဲမမအီအတွက်ဒါလေးတွေပြပေးမယ်မမအီဒါလေးတွေဆိုရင်ရပါမယ်လက်တိုင်း20နဲ့ညီမတရက်တော့စောင့်ပေးဆိုင်မလာယူမယ်ဆိုတရက်တော့ကြိုးပြောပေးညီမချဲ့ထားပေးရမှာမမရမရရပါတယ်ရှင်ဘိုင်ဘာလေးလာခဲ့ပြီမယ်နော်မဘိုင်ဘာလေးမှာတခြားခိုင်းရနော်ကိုမဘိုင်ဘာခွန်ရှစ်40 30ခွန်နဲ့ဒါမှမဟုတ်960တက်3လုံး3သွားခွန်ရှစ်40 30ခွန်နဲ့960တက်3လုံး3ခွန်ရှစ်40 30ခွန်နဲ့963တက်3ပါရှင်ကဲโอเคနော်โอเคနော်မမတို့လည်းကဲရပြီလားမမဦးငယ်ဖုန်းဆက်နေပတ်ဆက်လားမသိဘူးမโอเคပေးလေးတစ်ချက်လောက်ပေးကြည့်ပေးဖုန်းနဲ့လွှဲပေးမယ်ကဲဒါလေးယူမယ်ဆိုလို့ရှိရင်မမအီဒါလေးယူမယ်ဆိုလို့ရှိရင်9,800 8ခွဲပဲပေးလိုက်8ခွဲပဲပေးဒါလေးကတော့လက်ဆိုင်တိုင်းပေးမယ်20ဆိုရွှေနည်းနည်းပို့ရမယ်ဒါစိုက်ဆက်ခွန်20ဆိုတော့နည်းနည်းပို့မယ်နော်နည်းနည်းပို့မယ်ဟို8,000လောက်တော့ပို့တတ်တယ်8,000လောက်တော့ပို့ထည့်ထားပေးနော်တွားထားပေးနော်โอเคနော်မမကတခါလေးကေးပေးပါလို့ကေးပေးမမသူရဆိုရှာလိုက်โอเคရပြီစိုက်နံပါတ်18ရပါမယ်မမထားလဲလေ22ထိရမယ်15သိန်းထိရှိမယ်15သိန်းကျော်သွားနိုင်တယ်เนาะဒါလေးကအခောက်99.99 15သိန်းကျော်ပဲရှိတယ်တော့ဈေးရများတက်တာလိုက်တာစိန်ရွှေတောင်လောက်တက်တာစိန်ရွှေတောင်ပဲရှိတယ်ကွယ်မမတို့ရဲ့မမတို့တွေယူထားမယ်ဒါလေးက22သိန်းမှာ22သိန်းမှာရှင့်21အတိပဲပိတ်ပန်းထွားလက်စွပ်15ပဲရေထူကြီးပန်းထွားလက်စွပ်15ပဲရေထူကြီးတောင်းမဲဝင်းကျင်ပါရှင်တောင်းမဲဝင်းကျင်ကို21သိန်းအတိနဲ့တာယူပါ15ပဲရေပန်းထွားလက်စွပ်စိုက်ကိုလည်းအကြီးဆုံးနေပေးထားတယ်စိုက်ငယ်တဲ့ဥစားစနစ်ပတ်လက်ရမယ်တူကတော့အရှိမကားပြီးအနောက်မှာရှူသွားတယ်ပတ်လက်ကဒီအရှိအတိုင်းကိုပဲလေအကြီးကပတ်လက်လုံးပြာကြီးယူမယ်ဆိုလို့ရှိရင်23သိန်းရပြီလား23သိန်းမှာရှင်23သိန်းမှာရှင်မမရေစတော့မဲလေးဆိုရရတော့မှာရှင်မမဆိုင်လေးတော့17ရက်နေ့ထိဖွင့်ပေးရတော့မှာဆိုင်လေးလာဝယ်ချင်လည်းရပါတယ်ဆိုင်လေးစာလေးကတော့ရန်ကုန်တောင်ငင်ကြောက်မြောင်သင်္ကဟာနဲ့တိုင်း23မြင်းဒီတက်မှာပါရှင်ဝင်လည်းရမယ့်ဖုန်းနံပါတ်လေးလည်းအောက်မှာပေးလေးထားပေးထားပါတယ်3995631111မချမ်းနေစုအိုင်းကတော့ဝင်လည်းလက်ခံပါတယ်ရှင်ရန်ကုန်မြို့ပြင်တခြားမြို့တွေများဆိုလို့ရှိရင်တော့မငွေချင်လေးပြပေးပါညီမတို့တခြားပြရတယ်ဒလီလေးအများဆုံးအပ်ပေးပါမယ်မမရန်ကုန်ကျွေးမဲ့ဆိုလို့ရှိရင်တော့1000လေးရ9သိန်းအောက်ဆိုရင်9000 9သိန်းထက်ဆိုရင်3သိန်း8သိန်းထက်ဆိုလို့ရှိရင်တော့3သိန်းခွဲခေပေးနဲ့တော်လဲခိုင်းမယ်ဒီဘက်ကုန် limit တွေဝိုင်းโอเคကဲရပြီနော်ဦးလေးထက်မှရှိသေးလားပပမ3သိန်းခွဲရှိတယ်တန်ကြိုးထက်ထက်လေးတွေလည်းပြပေးပါမယ်ရှင်ရပြီမယ်မရေပြပေးပါမယ်ရှင်โอเคနော်နောက်ထပ်ခေပေးဘယ်နဲ့တော့အကုန်ထုတ်လိုက်ပြီးရောโอเคအဲ့ဒါဆိုလို့ရှင်ကဲမမတို့တွေ15ပဲရေးကိုမှအသေးဆုံးလေးကနေစားပြပေးမယ်ဒါလေးယူမယ်ဆိုရင်18လက်မှရှိပါ73သိန်းနဲ့9,900 73သိန်းနဲ့9,900 73သိန်းအထိနဲ့ပဲပေး73သိန်းအထိနဲ့ပဲပေးပါ73သိန်းအထိနဲ့ပဲပေးပါဟိုနဲ့ပဲပေးလိုက်သမီးရဲ့စနစ်ခွဲနဲ့ပဲပေးလိုက်18လက်မှအရှိဒါလည်းအတော့ကိုတော့စနစ်ခွဲနဲ့ပေးထားပါတယ်ရှင်ဟုတ်တယ်စနစ်ခွဲပါရှင်စနစ်ခွဲပါရှင်ဒါလေးက12သိန်းခွဲ12သိန်းခွဲနဲ့ယူ12သိန်းခွဲနဲ့ယူအဲ့ဆိုခေါင်းမွားနှကုံတဟာကြဘလား15သိန်း
15သိန်း5000စပတ်စေးဂျိုးဒါလေးကစနစ်ခွဲပါရှင်စနစ်ခွဲပါတန်ဂျိုးတစ်ထက်လေးတန်ဂျိုးကဟိုလိုအကြီးတွေကတော့ပစ္စည်းခဏလေးပြတ်နေပါတယ်ကုန်သွားပြီဆိုအောက်ကုန်ပြီဒီအကြီးလေးကြံပါမယ်ဒီအကြီးလေးဆိုရင်လည်းတော်တော်လေးကိုလာတဲ့ပစ္စည်းလေးပါဒါလေးကကျတော့15ပဲရေးပါရှင်22လမ်းမအရှိဖြစ်ပါတယ်22လမ်းမအရှိဖြစ်ပါ22သိန်းနဲ့8000မှာ22သိန်း8000 3မဲဝင်းကျင်22သိန်း8000 3မဲဝင်းကျင်အမားတို့တွေယူမယ်ဆိုရင်20တိနဲ့ပဲယူပါရှင်20တိနဲ့ပဲယူပါထဲတယ်နော်လာတယ်ထဲလဲထဲပါတယ်3မဲဝယ်23သိန်းနဲ့အရန်တက်နေတယ်လို့ပဲတချို့တော့ဆိုင်မှာ15မိနစ်ချင်းချင်းထူတာတော့တပည့်ကျော်ဆိုတာနဲ့73သိန်းဝင်းကျင်ပေးနေရတယ်ဟုတ်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်ခုလိုမျိုး comment လေးမှတ်မရကျေးဇူးများတင်ပါတယ်ရှင်မမတို့တွေโอเคကဲမမတို့လည်းကဲရပြီနော်ကဲဒါလေးက30တိနဲ့ယူပါရှင်30တိနဲ့ယူပါ30တိနဲ့ယူပါရှင်အမတို့ဒါလေးဆို8သိန်းခွဲစပယ်ရှယ်တန်တော့တယောက်ပဲရမယ်8သိန်းခွဲ site number 14 15 site number 14 15ပါညီမအရင်ကိုကြည့်လိုက်တာအရင်တော့ညီမရောင်ဖူးတယ်ညီမရဲ့အရင်က6သိန်းဒါ6သိန်းနဲ့เนาะအရင်ကို6သိန်းเนาะအမတွေလက်နော်ကိုရကဲโอเคနော်မီလာပြီမီလာပြီအမလေးစိတ်ညစ်တယ်နော်တရက်အိမ်မီကိစ္စကလည်းမျောရတာပြောမနေနဲ့ကဲဒီဥစ္စာလေးကစတော့နှစ်ပဲဝင်းချင်းပါရှင်ကဲဒါလေးကနှစ်ပဲဝင်းချင်းပါရောလားနှစ်ပဲဝင်းချင်းဆိုနှစ်ပဲတော့ကြော်တယ်နော်နှစ်ပဲတော့ကြော်တယ်တော့နှစ်ပဲဆိုနှစ်ပဲကွက်တီတွားလိုက်မှာဆိုလို့နှစ်ပဲတော့ကြော်တာပါစိုက်နံပါတ်18အပေါင်း18လမရှိပါရှင်18လမရှိပါဒါလေးက20ပါရှင်သိန်း20ပါအမှန်တကယ်အတိအကျဆို19သိန်းနဲ့8000ပဲရှိပါတယ်အမရညီမပေးလိုက်19ခွဲနဲ့ယူ19ခွဲနဲ့ယူပါရှင်19ခွဲနဲ့ယူပါရှင်19ခွဲ19သိန်းခွဲ19သိန်းခွဲနဲ့ယူပါနှစ်ပဲကြော့ပါတယ်ရှင်နှစ်ပဲမကြော့ဒီလောက်အဟမထောက်ဘူးလေနော်နှစ်ပဲကြော့ပါတယ်ကဲ19ခွဲနဲ့ယူပါအရန်လာတော့ရန်တန်တော်လေးဖြစ်ပါတယ်ရှင်လာမယ်ထဲမယ်တန်မယ်15ပဲရေလဲဝေးရမယ်18လက်မအောင်မတန်စိုးဘာတိုက်ကြီးကိုဝေးရမှာပါညီမခေါင်းမတင်ထားတွေ့ရလားညီမကြီးတန်စိုးကိုမှဘာတိုက်ကလေးပါရှင်အဲ့ထက်ဘာကြားချင်တော့အဟန်သေးဝါမယ်ဒါအဝေးကနေကြည့်ရင်လည်းလှတယ်အရန်လှတယ်အနီးတက်ကြည့်ရင်လည်းအရန်လှပါတယ်သူကကျတော့ထဲလှလေးဖြစ်ပါတယ်ရှင်နောက်ထပ်တစ်မျိုးထပ်ပြမယ်ဘာကြလေးဘာကြတယ်သူကကျတော့လုံးဝဘာတိုက်ဖြစ်သွားပြီဘာတိုက်ရအဝေးကနေကြည့်ရင်လည်း4တောင်းပုံစံလေးသွားမယ်ဆက်ကပိုလက်လာမယ်4တောင်းဆိုတော့ပိုလက်တယ်ကွယ်အဝိုင်းထက်ဆိုင်နတ်ဆန်းနဲ့နလမရှိကွယ်3မဲဝင်းချင်းပါရှင်နတ်ဆန်းနလမရှိ3မဲဝင်းချင်းပါရှင်3မဲဝင်းချင်းပါရှင်ဒါလေးကိုယူမယ်ဆိုလို့ရှင်22သိန်း8000မှာအဲ့ဒါဆိုလို့ရှင်ဒါနဲ့တူတာပါလားဒါ22သိန်းเนาะ20နဲ့ပေးထားတဲ့တော့22သိန်း8000ပဲပို့ရတဲ့မတို့တွေသူ့ကိုလည်း20တိနဲ့ပဲယူပါ22လက်မရှိပါရှင်ရအမသိန်း20အတီးနဲ့နှစ်ကုံရမယ်သိန်း20အတီးနဲ့ဒါလေးရမယ်ရှင်ကြိုက်တာလေးယူပါရှင်22လက်မရှိပါအရှိရတော့တူတူပဲเนาะအရှိရတော့တူတူပါပဲဒီမှာဒီလိုလေးခွဲပြထားလိုက်မယ်အဲ့ဒါမှမြင်အောင်လို့ခဲနော်သိန်း20တီကျိုးရှိတယ်15ပဲတန်ကျိုးရှိတယ်သိန်း20တီကျ15ပဲတန်ကျိုးရှိတယ်သိန်း20တီပါအကြီးတွေပြပါအောင်ဘောလုံးကြီးတွေပြပါအောင်ကဲโอเคနော်ဒီဥစ္စာလေးရကြတော့မမတို့တွေကြည့်ထား17ရက်နေ့ထိဆိုင်ဖွင့်တာမလို့အေးဆေးလာဝယ်လို့ရပါတယ်ဆိုင်မှာရန်ကုန်မြို့တွင်မှတလီပို့ဝေးတယ်မြို့ပြင်းနေတဲ့ခြားမြို့တွေကတကြံပြီးမှတလီအပ်ပေးမယ်ငွေကြေးချေးပါရှင်18လက်မရှိဝိုင်းစုကျုံဘာလုံးကိုလည်းဝင့်ချင်နေတယ်ဆွဲတိရလည်းထိုင်ချင်နေတယ်ဆိုတော့2မျိုးတုံးမမတွေအတွက်2မျိုးသုံးလို့ရပါတယ်အရန်လာတော့ဝိုင်းစုကျုံလေးဖြစ်ပါတယ်ရှင်တူဆိုတော့ရှင်နေတလားအဲ့ဒါတေးသေးလေးတစ်ချက်ပါတယ်ခြိုင်ရတေးလေးပဲပါတာမြင်တော့မမြင်ရအောင်အဲ့လိုမျိုးလေးကိုညီမကရှော့ပေးမယ်သူကကျတော့38သိန်းနဲ့9000 38အလေးချိန်ရကျတော့5ပဲဝန်းကျင်5ပဲဝန်းကျင်ပါရှင်5ပဲဝန်းကျင်ပါမမတို့ယူလိုက်38ခွန်ဆိုတာ365နဲ့ပဲပေး365နဲ့ပဲပေးပါ15ပဲရေးပါရှင်5ပဲဝန်းကျင်ဝိုင်းစုကြုံလုံးမဲ့ပေးဘောလုံးတေးလေးချိုင်ရပါတယ်တလုံးပဲပါတယ်
တစိတ်တွေစိတ်တွေအိတ်တွေပြီးပါမယ်တစိတ်စိတ်တွေအေးဖောက်စားတွေချိန်မြင်းရောင်းလဲလုံးလို့ရတယ်အပြီးပါပါမယ်ရှင်ကဲโอเคနော်မမရဲ့ရတရုပ်စားလေးရောဒါလေးရောမမရဲ့ဒါလေးဆက်လင်းနဲ့အရန်လာပါရောလားဒါလေးဆက်လင်းနဲ့9ပဲ6ပဲဝင်းကျက်မှာရှင်6ပဲဝင်းကျက်မှာနဲ့12လက်မှာရှင်15ပဲရင်နှင်းပလဲချိုးလေးဖြစ်ပါရဲ့ရှင်ဒါလေးယူမဲ့ဆိုလို့ရှင်46သိန်း9000မှာခါတိုင်းဆို48သိန်းကျော်ပါတယ်ဒါလေးက46သိန်း9000 44နဲ့ပဲပေး44နဲ့ပဲပေးပါ44သိန်း44သိန်း44သိန်းနဲ့ပဲပေး44သိန်း44သိန်းမဲ့ပေးပါရှင်နင်းပလဲချိုးပခုံးမမတင်လာတဲ့နင်းပလဲချိုးသူကလေဘောလုံးလေးတွေပါတယ်နော်ဘောလုံးလေးတွေလည်းပါတယ်အစေးစေးလေးနဲ့လေးပြီးတဲ့ခါချားထဲမှာကလေပန်းမွတ်လေးတွေရိုးတရားပန်းမွတ်တီထားတယ်ဟောအဲ့ဒီပုံစံလေးတိုင်မဲ့အရန်လာတယ်ဒါလေးစလေးလည်းအရန်လာဒီနေ့လိုက်ကရမ်းမရှိဘူးနော်ဒီနေ့လိုက်ကရမ်းမရှိဘူးနာဆိုင်ကိုလာယူမယ်ဆိုင်ကိုလာယူမယ်မတို့တွေဆိုင်လာယူ17ရက်နေ့အထိဖွင့်တယ်17ရက်နေ့အထိဖွင့်တယ်မတို့တွေပိတ်ရက်အထိကိုညီမတို့ကဖွင့်လာပြီအဲ့ဒါမှဆိုင်လာယူလို့ရအောင်ဒါလေးကကျတော့3မဲကြောမယ်3မဲကြောမယ်4ပဲဝင်းကျင်3မဲကြော4ပဲဝင်းကျင်တော့ညီမစည်းပြပြမယ်15ပဲရင်နော်28သိန်း6တောင်286ဒီနေ့ယူလိုက်26သိန်းဒီနေ့ယူမြင်များဆဆမရှိတကုံးမဲရတော့မယ်15ပဲယူအုံးဆန်ကျဟောဒီလိုထဲတယ်ဟောဒီလိုထဲတယ်ဒီလိုထဲတယ်ဒီလိုထဲတယ်အဝေးကနေကြည့်နေကြည့်ရမ်းလာအဲ့လိုထဲတယ်အုံးဆန်ကျ15ပဲရေရ26သိန်း3မဲကြော်တယ်နော်3မဲကြော်ပါတယ်နော်အဲ့ဒါဟာရောရွှေသိမ်းမဲ့3မဲကြော်ပါတယ်နော်အဲ့ဒါကိုမမယူချလိုက်26သိန်းနဲ့ယူ26သိန်းနဲ့ယူပါရှင်ဆွဲတီးကိုလည်းအဲ့လိုမျိုးသိန်း30ဝန်းကျင်လေးတွေလည်းရှိပါမယ်သိန်း30ဝန်းကျင်ဆွဲတီးလေးတွေလည်းရှိမယ်နော်ဒါမျိုးလေးတွေသိန်း30ဝန်းကျင်မှာရှင်သိန်း30ဝန်းကျင်မှာကဲမမတို့နေဒါလေးကတစ်ချမ်းရှိအထိပဲဒီဈေးလေးနဲ့ရမှာဆိုတော့မြင်မြန်လေးယူထားပါ3မဲကြောပါတယ်3မဲကြောပါတယ်ဆွဲတီးကြီးကဒီဟာလေးပဲတစ်ချက်ပြမယ်နော်ပြီးအောင်ဝါလေးပြန်ပြပေးမယ်15ပဲရေ3မဲကြောပါတယ်28သိန်းခွဲပါ25သိန်း5000နဲ့ယူ2သိန်းအောင်လျှော့ထားပေးတယ်25သိန်း5000နဲ့ယူနော်မမ25သိန်း5000နဲ့ယူပါရှင်နင်း5ပါနင်း5ပါရှေ့ကကျိုးလေးနောက်ထပ်ပြပေးမယ်ကျိုးလေးကတော့ဘောလုံးကျိုးပါ18လက်မှရှိမယ်18လက်မှပါအရှည်လေးကဘောလုံးကလေတလားဘလောက်တောင်ကြီးလဲဆိုရင်ဒီနောက်ကဟာကိုကြည့်လိုက်ဒါလေးကကျတော့လေဟန်ချိန်းလုပ်ပြီးတော့ရောင်းတဲ့ size ကိုညီမကဂုံးမှာထည့်ထားပေးတာဆိုတော့လေဂုံးမှာအစလုံးကြီးပဲကဲအရှိဆိုတော့ပြောခွင့်ရမရှိတော့ဘူးတော်တော်လေးကိုကြီးတဲ့ပစ္စည်းပါဒစိတ်တွေချိတ်တွေအိတ်တွေမှာဆိုရင်လည်းဒီလိုထည့်နေတော့ပဲဒီလိုထည့်နေတော့ဒီလိုမျိုးအရန်လာတဲ့ပစ္စည်းညီမတို့ဆိုချိတ်ဆိုပိတ်တော့မပိတ်ဘူးသိလားအရန်မာလို့ချိတ်မလေးဟဲ့ချိတ်ပြီးတော့ပိတ်ရတယ်ပိတ်တော့မပိတ်ရတော့တဲ့လားထူကြီးပဲ8ပဲဝင်းကျင်ပါရှင်သူက9ပဲကြော့ပါတယ်ရှင်9ပဲကြော့ပါတယ်ရှင်ကဲဒါလေးယူမယ်ဆိုလို့ရှင်မမတို့တွေ18လက်မှရှင်ဒါဘောလုံး15ပဲဘောလုံးကြော62သိန်းမှာ58သိန်းမှာ58သိန်း5000ပဲယူ58သိန်း5000နဲ့ယူပါရှင်62သိန်း55နဲ့ယူ55နဲ့ယူပါရှင်58သိန်း5000နဲ့ယူပါ15ပဲဘောလုံးကျုံ55 15ပဲဘောလုံးကျုံ55 73ပဲဘောလုံးကျုံ25သိန်း22သိန်း22သိန်းမမတို့မေးချင်တာရှိရင်မေးမယ်နော်ကဲမမတို့တွေဆွဲတီးသိန်းလေးကြိုက်လားကဲမမတို့တွေဆွဲတီးသိန်းလေးကြိုက်လားအဲ့ဒါကျိုးလေးရှိသေးလားတဲ့အမအဲ့ဒါကျိုးလေးတွေကောင်းပြီအမရဲ့အဲ့ဒါကျိုးလေးတွေကောင်းပါပြီရှင်အဲ့ဒါကျိုးလေးတွေကလေအရင်အောက်လေးတွေနဲ့ဆိုတော့လေကောင်းတာမြန်နေကဲဒါလေးကကျတော့အနောက်မှာဆိုလုံးဝရွှေုံမအပြက်အတက်အထူကြီးထည့်ထားတယ်အရှိမဆိုလို့ရှိရင်လည်းလုံးဝဒီမှာခေါင်းကအစနော်ညီမတို့တွေရွှေထူလေးထည့်ထားတဲ့ပြင်ငေါအလေကပလဲနဲ့အဲ့ဒါကရေချိုပလဲအစ်စ်ဖြစ်ပါတယ်ရှင်ရေချိုပလဲအစ်စ်ကယတိချိန်နဲ့ဝယ်ရတာမတို့သွားဝယ်ကြည့်ဒီဟာတလုံးကိုမတို့တွေ4-5တောင်းမပရောက်ဆိုကြိုက်တယ်လို့ပြောရေချိုပလဲလို့နှိပ်ရှာလိုက်လို့ရှိရင်ဈေးနှုန်းတွေကကျလာလိုက်မယ်ဟုတ်ပြီလားအဲ့ဒီဟာလေးကိုညီမတို့ရေချိုပလဲအစ်စ်နော်တဘာဝပလဲပေါ့နော်တဘာဝတော့မဟုတ်လူမွေးထားတာဒါပေမဲ့ပလဲအစ်စ်ကဲဒီဥစ္စာကိုမတို့ယူမယ်ဆိုလို့ရှိရင်ဒါလေးက4သိန်း3000မှာ3သိန်းခွဲနဲ့ယူပါရှင်ပလဲနဲ့ကြာခွက်ဆွဲတီး3သိန်းခွဲပလဲနဲ့ကြာခွက်ဆွဲတီး3သိန်းခွဲပါရှင်
လေးပါမယ်ရွှေလေးကကြတော့မမတို့3လေးရွေးဝင်းကျင်ပါမယ်เนาะအဲ့ဒါလေးကိုယူချလိုက်တသိန်းတိနဲ့ယူပါရှင်တသိန်းတိနဲ့ယူပါတသိန်းတိနဲ့ယူပါရှင်ဒါပြန်ရောင်းပြန်လဲဘယ်လောက်လဲ ဒါလေးကလေဒီလားမမတို့အလဲတွင်းပြက်လေးပဲတွင်း4တောင်းပင်ကျိုးပြက်မှာမဟုတ်ပလဲနဲ့လေးပါပလဲနဲ့လေးရဆိုတော့ပလဲအစ်စ်တရားမှတသိန်းကိုဆိုလို့ရှိရင်လဲတွင်းပြက်3000နဲ့ပလဲနဲ့အစ်စ်လေးတွေကဆိုတော့လဲတွင်းပြက်မှ3000ပဲတဲ့မမရေလက်ခ3000နဲ့ဒီလိုပလဲနဲ့အစ်စ်ဘယ်မှမရအောင်เนาะဘယ်မှမရအောင်เนาะအမတို့တွေကဲအရန်တန်เนาะလေပလဲနဲ့ကိုမလေးအမတို့ကိုလေဒီဟာကြီးကဝဝကြီးမဟုတ်ပဲနဲ့ဒီလားကြီးဥစရောက်လေဖောက်နေတဲ့ပလဲလေးဖြစ်ပါတယ်ရှင်ဒီမှာပလဲစစ်လားမစစ်လားဒီမှာကြည့်သူ့အတွင်းကလေကြည့်မမတို့တွေနော်ပလဲအတုဆိုလေဒီအထက်ကအသားကကြတော့လေအသားကြတော့ဘလို့လဲဆိုလေဖောက်လိုက်ရင်ကိုသားအပွားဟာကြီးဒီလိုလေးခွာလိုက်အရေးပြနန်တက်လာပလဲစစ်ကြအဲ့လိုမဟုတ်ပြီးအပေါက်ဆိုလို့ရှိရင်လေညီမတို့ပလဲစစ်တွေမှာကြားနေဖောက်လို့ရှိရင်ဒီလိုမျိုးလေးပေါ့နော်နည်းနည်းမညီမညာလေးဖြစ်တာပေါ့နော်ပလဲအတုဆိုတခါတည်းဆက်နဲ့ထုတ်တာဆိုတော့လေအပေါက်လေးတွေကဝိုင်းနေတာပဲအဲ့ဒါကြီးတာနဲ့ပလဲအဆက်လေးရမယ်နော်ပလဲစစ်လေးရမယ်တသိမ်းမဲရှင့်ကဲတသိမ်းမှာပဲရှင်ပလဲနဲ့လက်စွပ်လည်းရှိမယ်ပလဲနဲ့လက်စွပ်ရှိမယ်နှက်ခက်လျော်ရှိအောင်မလားပလဲနဲ့လက်စွပ်ရဲ့ဆွဲတီးရဲ့လက်စွပ်ရဲ့ဆွဲတီးရဲ့ပါရှင်လက်စွပ်ဆွဲတီးပါတူကတော့ပူနတ်တဲ့အယောင်တွေကပူနတ်တယ်တလားတဘာဝအယောင်ဖြစ်နေတာဆိုတော့လေသူကနဲ့သူကျမဥလို့ပေါ့နော်အဖြူရောင်ဥအဝါရောင်ဥသွားခွဲလို့မရပလဲလဲအဲ့လိုအနတ်ရောင်ဖြစ်အောင်လို့သူကယူတာပဲဒါပေမဲ့နည်းနည်းပူနတ်တာရှိတယ်ကျေးဥစိန်ဖောက်တာရှိအဝါရောင်လေးဖောက်တာရှိတယ်ပေါ့နော်ဒါလေးအခုညီမပြတဲ့ပလဲနတ်လေးတွေကအရန်ကောင်းတယ်လာတယ်quality စလေးနဲ့အစစ်မိလေးเนาะစစ်ချက်တောင်ထုတ်လို့ရတယ်เนาะဒါလေးကတော့မွေးပလဲအစစ်စုံမှာပဲထွက်မှာပါကဲဒါလေးကကြာရေချိုပလဲလေးပါဒါလေးယူမဲ့ဆိုလို့ရှိရင်မမတို့လေ9သိန်းခွဲပါရှင့်9သိန်းခွဲပါ48နဲ့ယူပါ48နဲ့ယူပါ48ဒါလေးကကျတော့3သိန်းခွဲဆွဲတရား3သိန်းခွဲလက်စွပ်ကလေးကဘယ်လောက်နဲ့လက်စွပ်လေးကကျတော့မမရဲ့4သိန်းခွဲလက်စွပ်လေးက4သိန်းခွဲပါ discount ရအောင်မလားညီမလေးအနည်းဆုံးပဲတဲ့လက်စွပ်က4သိန်းခွဲဆွဲတရားကြတော့3သိန်းခွဲဒါလေးကကြတော့4သိန်း8တောင်းကဲမမတို့တွေကြိုက်တလို့တာယူဖောင်းရှိတယ်နောက်ပိတ်ကလည်းထူထူလေးကနှက်ခက်ကလေးတွေပြပေးမယ်နှက်ခက်လေးတွေပြပေးမယ်ကဲမမကကရှိသေးလားကဲမမတို့တွေရေချိုးပလဲအဆက်လေးပါမမတို့ဒါလေးဆိုရင်လည်းအနက်ရောင်လေးเนาะအနက်ရောင်လေးပါပလဲနက်လေးဒါလေးယူမယ်ဆိုလို့ရှိရင်เนาะ3သိန်းခွဲပါ3သိန်းခွဲပါဒါလေးယူမယ်ဆိုနှစ်ခွဲနဲ့ယူပါရှင်ပလဲလေးကတော့လေရွှေပွားမှုပါပလဲလေးတွေစောင့်ထားလို့ရှိရင်သူများတွေအောက်လက်နဲ့တိုက်ခိုက်တယ်လည်းကျင်းတယ်စက်ကြီးမင်္ဂလာဖြပြနဲ့လည်းပြေဆုံးတယ်เนาะအချိန်မရွေးအယောင်လေးရပါတယ်ရှင်ဒါလေးကယူမယ်ဆိုလို့ရှိရင်2သိန်းခွဲနဲ့ယူချဲနကလေးယူလိုက်မမတို့တွေချဲနကလေးက9သိန်းတိပါ43နဲ့ယူ4သိန်းတိ43မရမှာเนาะ4သိန်းတိမရတော့43နဲ့ယူပါရှင်43နဲ့ယူပါအနီကလေးတက်ရန်ရမယ်ဖြူလေးတက်ရန်ရမယ်4သိန်း3000နဲ့ယူ4သိန်း3000နဲ့ယူပါရှင်4သိန်း3000နဲ့ယူပါပလဲကြခွက်အသေးလေးရှိမယ်ပလဲကြခွက်အသေးလေးကဒီမှာ3သိန်း8000သလား3သိန်း8000နဲ့2သိန်း8000ပဲပေးလိုက်ပလဲကြခွက်အသေးလေးကဒါရိုးပလဲ2သိန်း8000ပဲပေးပါဒါလေးကကျတော့ကြောက်တလုံး4000လေကြောက်တလုံး4000ကကျတော့3သိန်းခွဲပါ2သိန်း8000ပဲပေးပါရှင့်နှစ်ရှင်းနဲ့ယူပါနှစ်ရှင်းနဲ့ယူပါနှစ်ရှင်းနဲ့ယူပါကဲဒီမှာကြောက်ကြခွက်လေးပလဲကြခွက်နဲ့ကြောက်ကြခွက်မှာပလဲကပူကြီးရဲ့เนาะဒီမှာကြည့်အကြီးပဲเนาะပလဲကအကြီးပါအဲ့ဒါကိုညီမဘယ်လောက်ပေးထားနှစ်ရှင်းနဲ့ပေးထားတယ်မကြည့်ဒီအသေးလေးတော့အရင်ဒီ3သိန်းရှိတယ်အရင်က3သိန်းရှိတယ်မတို့တွေယူထားလိုက်ကြောက်ကြခွက်လေး2သိန်းခွက်နဲ့ယူတာ2သိန်း8000 2သိန်းခွဲ2သိန်း8000တန်တာဘတ်ဂျက်သမားဆိုတာယူဈေးပိုတက်တာပြီးတော့ကြီးရမယ်ကိုကတော့ကြောက်ကြိတ်သမားဆိုတာလေးယူကိုရီးယားစိတ်နဲ့ခတ်ထားတာဖြစ်ပါတယ်ရှင့်18လက်မှကျိုးချစ်တွေလည်းပြပေးပါမယ်18လက်မှကျိုးချစ်လေးလည်းပြပေးမယ်ရှင့်ဒါ
လေးကတော့မမ3သိန်းနဲ့3000နဲ့လေးတွေပါ3သိန်း3000နဲ့လေးတွေပါရှင်ဒါလေးက33နဲ့လေးတွေပါအမတို့ယူမဲ့ဆိုနှစ်ခွဲနဲ့ရပါအောင်မယ်နှစ်ခွဲနဲ့ရပါအောင်မယ်ဒါယူရိုးပလဲလေးပါဒါလေးကကမာပလဲလို့ခေါ်တယ်ကမာပလဲကမာကောင်လေးတွေကိုကြိတ်ပြီးတော့ပြန်လုံထားတဲ့ပလဲလေးတွေပါရှင်ကဲဒါလေးကကမာပလဲလေးပါယူမဲ့ဆို2သိန်းခွဲနဲ့ယူကဘာဝပလဲနဲ့ကမာပလဲဆိုကဘာဝညီမရဲ့ခုနမွေးပလဲကဈေးပို့ကြီးရဲ့နော်ဈေးပို့ကြီးရဲ့သူကမုတ်ကောင်ကနေထွက်တာမလို့ကဲ18လက်မရှိမမရေဟိုဟာလောက်ပေါ့နော်သိန်း30လောက်ဆိုလို့ရှိရင်နေဝါလာများဝါလာတစ်ချက်ပြော်ပြီးအဆင်ပြေလားမမတို့လေဟိုဟာလေးတန့်ချိုးအချစ်ကုန်မလေးအဲ့ဒါလေးပါတဲ့ဟာလေးတစ်ခုရှိလားလို့မမရဲ့ရဒါလေးက42သိန်းမှာ38သိန်းခွဲနဲ့ပဲယူလိုက်တော့သူကကြတော့9ပဲဝင်းကျင်18လက်မရှိစီတူမြတ်ဝင်းကျုံစီတူမြတ်ဝင်းကျုံပါရှင်စီတူမြတ်ဝင်းကျုံပါစီတူမြတ်ဝင်းကျုံပါရှင်ဒါလေးဆိုရင်လည်းချစ်တယ်လာတယ်နော်ချစ်လာလေးပါစီတူမြတ်ဝင်းကျုံစီတူမြတ်ဝင်းကျုံဒါလေးကအဲရာလေးနော်တမီနော်ဒါလေးကအဲရာလေးပါဒါလေးကအဲရာလေးဖြစ်ပါတယ်ရှင်ဒါလေးကအဲရာလေးပါအဲရာလေးပါပဲเนาะသူကတော့3မဲဝင်းကျင်2ပဲချော့3မဲဝင်းကျင်မှာ2ပဲချော့3မဲဝင်းကျင်မှာရှင်320တန်မှာ320တန်မှာအမားတို့ဟိုကပဲပေးလိုက်18သိန်းနဲ့9000ပဲပေးညမှာ18သိန်းနဲ့9000ပဲပေး18သိန်းနဲ့9000ပဲပေးအဲရာလေးကနည်းနည်းလေးပဲပါတာနည်းနည်းလေးပဲပါတာအဲ့ဒါကလည်းမင်းတော့မှရှာမတွေ့ဘူးအဲ့ဒါနည်းနည်းလေးပဲပါရဒီမှာဒါလေးပဲရှိတယ်အဲ့ဒါလေးက18သိန်းနဲ့9000နဲ့ယူဒါလေးကအမတို့မျက်ကိုမြတ်မဲ့ပစ္စည်းမျက်ကိုမြတ်မဲ့ပစ္စည်းပါမျက်ကိုမြတ်မဲ့ပစ္စည်းပါเนาะဒီဥစ္စာအဲ့ဒါလေးဟိုလိုမျိုးအထူကြီးလေးပဲဝင်းကျင်အထူကြီးမရှိတော့ဘူးလားလေးပဲဝင်းကျင်အထူကြီးကဲမမတို့တွေပြန်ရောင်းသမားတွေအတွက်ဆိုရင်ဒီချိုးလေးဒီရမ်းခိုင်ပါတယ်အခက်ခက်စားလို့ရတဲ့ပစ္စည်းလေးဖြစ်ပါတယ်ရှင်15ပဲရေးပါ15ပဲရေးပါဖောက်တဲ့သမားတွေစီးပြီးလာပြီ9ပဲဝင်းကျင်22လက်မှအရှိ9ပဲဝင်းကျင်22လက်မှအရှိပါ36သိန်း8000 35သိန်းမဲ့ပင်35သိန်းမဲ့ပင်15ပဲရေးပါ15ပဲရေးပါရှင်15ပဲရေးပါ22လက်မှအရှိပါ22လက်မရှိပါရှင်ကဲဒါလေးရောဒါလေးကစပယ်ဖူးချိုးလေးပါရှင်စပယ်ဖူးချိုးလေးဒါလေးကလုံးဝစပယ်ဖူးလေးတွေကျိုးနဲ့တည်ထားတဲ့ပုံစံလောက်ထားတယ်ညီမကတော့ပန်းချစ်တူပန်းကြိုက်တယ်ဆိုတော့ပန်းလေးတွေနဲ့ပတ်သက်တာလေးတွေကိုထွင်ဖြစ်ပါတယ်ပုံမှန်ကတော့ဆွဲသီးတို့လက်စွပ်တို့ထွင်တဲ့နေရာမှာခုနောက်ပိုင်းတော့ကျိုးလေးတွေပါထွင်လာတာပေါ့နော်ဒါလေးကတကယ်ကိုပန်းကိုမှမြမြနုံနုံဝစ်စင်တဲ့လူလေးတွေအတွက်ဆိုရင်ဒါလေးအဆင်ရမ်းပြေပါတယ်ဒါလေးက18လက်မရှိပါ19လက်မရှိတယ်19လက်မရှိတယ်နည်းနည်းလေးမင်းပြေးတဲ့လူတွေအဆင်ပြေပါတယ်ဒါလေးကကြတော့4ပဲကြော်ပါတယ်5ပဲဝင်းကျင်ပါရှင်ဒါလေးဆိုရင်ဈေးတော်တက်တာတယ်35သိန်း5000 35သိန်း5000 34သိန်းမဲ့ပေး35သိန်း5000 34သိန်းမဲ့ပေးပါ34သိန်းမဲ့ပေးပါရှင်34သိန်းမဲ့ပေးပါโอเคမရဒီမှာဒါပြားနေတဲ့ဥစ္စာတွေအားလုံးကအချစ်တည်းပဲเนาะဒါဆိုလို့ရှိရင်လည်း3မဲကြော်ရော3မဲကြော်တယ်ဒါလေးဆိုလည်း3မဲကြော်ပါတယ်ရှင်ဆိုင်လာဝယ်လို့ရသေးတယ်เนาะ7ရက်နေ့ထိဆိုင်လာဝယ်လို့ရတယ်ရန်ကုန်မြို့တွင်းတာတကြံရှေးပေါ်ပေမဲ့ရန်ကုန်မြို့ပြင်တဲ့ခြားမြို့တွေငွေကြေးလွှဲမရပါမယ်18လက်မရှိပါရှင်ဒါလေးယူမဲ့ဆိုလို့ရှိရင်မမအဲ့ဒါလေးတစ်သေးလေးတစ်ချက်ပါမယ်28သိန်းပါရှင်28သိန်းမှာ28သိန်းမှာအဲ့ဒါလေးတစ်ချက်ပါမယ်အဲ့ဒါလေးကိုတစ်ချက်ပြပေးမယ်28သိန်းနဲ့25သိန်းတိနဲ့ယူ25သိန်းတိနဲ့ယူပါရှင်25သိန်းတိနဲ့ယူပါအဲ့ဒါလေးတစ်သေးလေးပဲပါတော့အလောက်ထိကို short ချပလိုက်တာနော်တသေးလေးဒါလေးပဲနေမယ်ထင်တယ်ဒီနားမှာအဲ့ဒါလို့တော့မခေါ်ပါဘူးတသေးလေးပဲဖြစ်တာတသေးလေးပဲဖြစ်တာเนาะအဲ့ဒါလေးကိုအဲ့ဒါဒီမှာတက်လာမမတို့ဒီမှာသေးလေးဒါလေးပဲဖြစ်တဲ့ဥစ္စာမမတို့ရဲ့18လက်မအချစ်ရ25သိန်းတိနဲ့ယူဒါကတော့ဈေးတန်မယ်အဲ့ဆိုမမတို့အရေးပေါ်ဘာကြီးစရာရှိသေးလဲနဝရလက်စွပ်ဈေးလေးနဝရလက်စွပ်က4ပဲဝင်းကျင်เนาะ4ပဲဝင်းကျင် size ကဘယ်လောက် size လို့ချင်လဲဝိုင်းကတော့မရှိတော့ဘူး4တောင်ပဲရှိတော့မယ်ဒါလေးကကြောင့်အမှန်တကယ်တော့ရေဒနာ9ပါလို့ခေါ်ရတာပေါ့เนาะဒါလေးကကြောင့်ကဲဒီနဝရလက်စွပ်ခလေးကိုယူမယ်ဆို size နံပါတ်18ရမယ် size နံပါတ်18 19ဝယ်လို့ရမယ်သူအဟိုက်ရှိသေးတာအဟိုက်ရှိတော့အဲ့ထဲမှာအသားဝင်အောင်မှဆိုတာ18 19ရမှာပေါ့เนาะကိုကအဲ့တော့မမတို့ဒါလေးလို့ချင်တယ်ဆိုရင်အမတို့တွေ4ပဲဝင်းကျင်မှာရှင့်4ပဲဝင်းကျင်မှာ
23သိန်းခွဲပါရှင်22သိန်းနဲ့ပဲရှူ22သိန်းနဲ့ပဲရှူအသေးနှလုံး22သိန်းနဲ့ပဲရှူပါ73မိတ်ရေးပါရှင်73မိတ်ရေးစိုက်78စိုက်78 22တိနဲ့ပဲယူပါရှင်22တိနဲ့ပဲယူပါ22တိနဲ့ပဲယူပါရှင်22တိနဲ့ပဲယူပါဒါလေးယူမယ်ဆို22တိနဲ့ပဲယူပါရှင်ခရမ်းဆွဲရှိမယ်ခရမ်းဆွဲရှိမယ်စလင်းဝါရှိမယ်ခရမ်းဆွဲနဲ့စလင်းဝါလည်းရှိပါမယ်ခရမ်းဆွဲစလင်းဝါလေးတွေယူမယ်ဆိုလို့ရှိရင်တော့8သိန်း8တောင်းမှာတကွင်းအောင်8သိန်း8တောင်းခွန်ခွဲနဲ့ပဲယူပါရှင်ခွန်ခွဲနဲ့ပဲယူပါ9သိန်းခွဲ9သိန်းခွဲခွန်ခွဲနဲ့ပဲယူပါရှင်9သိန်းခွဲနဲ့ယူပါ9သိန်းခွဲနဲ့ယူပါဒါမျိုးတော့ဟိုကလည်းအိမ်ရွှေ့လို့ရှင်လေအမနကတဖက်ရှာအောင်နော်ဟုတ်တယ်โอเคနော်ဒီဥစ္စာလေးယူမယ်စနေရှင်9သိန်းခွဲ9သိန်းခွဲနဲ့ယူပါရှင်9သိန်းခွဲပါ9သိန်းခွဲနဲ့ယူပါရှင်9သိန်းခွဲပါရှင်9သိန်းခွဲပါကဲနောက်ထပ်မတို့ဗာလေးကြည့်ချင်တယ်ကြည့်ချင်တာရှင်တစ်ချမ်းမှတ်မေးကြည့်ချင်တာလေးမရှိဘူးဆိုလို့ရှိရင်တော့ဆိုင်လာကြည့်လို့ရတယ် discount လေးတွေ discount လေးတွေရှိအောင်မယ်မမတို့တွေရန်ကုန်မြို့တွင်မရမယ်နော်ရန်ကုန်မြို့တွင်မရမယ်ရန်ကုန်မြို့ပြင်နဲ့တခြားမြို့တွေအားလုံးတစ်ချမ်းပြီးမှရောက်မယ်တစ်ချမ်းပြီးမှရောက်မယ်ငွေကုန်ကြိုလွှဲရပါမယ်ငွေကြေးချေရပါမယ်ငွေကြေးချေရပါမယ်ရှင်ငွေကြေးချေရပါမယ်စိုက်နံပါတ်16စိုင်းနံပါတ်16ပါစိုင်းနံပါတ်16ပါနှစ်ပဲဝင်းကျင်မှာစိုင်းနံပါတ်16နှစ်ပဲဝင်းကျင်မှာရှင်15ပဲရေးပါဗပြကြီးလက်ဆွေဖြစ်ပါတယ်15သိန်း5တောင်းမှာဒီလိုမျိုးကြီးပါတယ်ထဲပါတယ်15သိန်း5တောင်း73သိန်းခွဲပဲပိန်အားစနေမမတို့တွေကြီးစနာလေးရှိလားကြီးစနာလေးရှိတဲ့ဆိုလို့ရှိရင်တော့တစ်ချက်ပြောပေးညီမတို့ကကိုယ်တိုင်ပို့ရမှာဒီရက်ပိုင်းကကျတော့တရက်2ရက်တွင်ရအောင်တော့ပို့ပေးမယ်ကိုယ်တိုင်ပို့ရမှာဆိုတော့လေဒလီအလုပ်ရတာတွေအမယ်ဒလီအလုပ်မရတဲ့ဥစ္စာတွေကိုယ်တိုင်ပို့ရမှာဆိုတော့မမတို့တွေဇက်ကတော့အတိအကျတော့မပြောတတ်ဘူးရန်ကုန်မြို့တွင်ဆိုတော့တချန်ရှိမီပို့ပေးမယ်ရန်ကုန်မြို့အပြင်မောနော်ရွှေပြည်သားလိုင်းသားရအတောင်တကုံအရှိတကုံနော်ပြီးတန်လင်း3ခွကြောက်တန်းစားသဖြင့်အရိယာတွေအားလုံးကရန်ကုန်မြို့ဆိုပေမဲ့တော့မျိုးပြင်ဖြစ်နေတာမလို့ညီမတို့ live မပို့နိုင်တော့ဘောနော်အဲဒါကြောင့်မလို့ဒလီကလည်းခုကပိတ်သွားပြီနောက်ထပ်နေမျိုးတွေစနေလည်းလက်မခံတော့အဲ့လက်မခံသူကရှိတဲ့ဥစ္စာတွေ live ပို့နေရတာဟိုရှိတဲ့ဟာပဲသူကကိုအောင်ပို့နေရတာဆိုတော့အထပ်ပြလက်မခံတော့ဘူးအဲ့တော့တခြားနေမျိုးတွေအားလုံးနဲ့ရန်ကုန်မြို့ပြငွေကုန်ချေထားမယ်ရန်ကုန်မြို့တွင်ကဆရံပေးုံနဲ့အယောင်ဝေချေရမယ်ဆရံမကောက်လို့မရဘူးဟိုရောက်လို့ရှိရင်တချို့တွေကတော်တော်များများတော့အားလုံးကအဆင်ပြေပါတယ်ဒါပေမဲ့တချို့တလေတယောက်တလေပါတတ်တယ်ပေါ့နော်နော်ဟိုတော့ကပါလေဟိုရှစ်မိုင်ပို့ရတယ်မဆနိုဆိုတာတယောက်ရှိရကိုယ်3ခါလောက်ပို့ရတာတိလားတလားကြော်တောင်ကြာတယ်ဒါတော့ပို့လိုက်မယူသေးဘူးဆိုမှဖုန်းမကင်လိုက်စပ်ပိတ်လိုက်နဲ့ပြီးတော့ပြန်ပို့ခိုင်းလိုက်နောက်ပိုင်းကျဆရံကောက်မှရတယ်သွားလဲပို့အဲ့က9000ရှော့လို့ဒလီခါရှော့တော့မရဘူးလေပေါက်စားဖွင့်ပြီးသွားပြီဆိုအဲ့ကလေးကညီမတို့ဆရံကောက်ရတာမျိုးဖြစ်သွားပါတော့အဲ့လိုမျိုးအဲ့ဒါကြောင့်မို့ဆရံကောက်တယ်နော်ဆရံကတော့ကောက်တယ်နော်ဒါလေးကကျတော့6ပဲဝင်းကျင်မှာ6ပဲဝင်းကျင်မှာရှင်6ပဲဝင်းကျင်မှာရှင်ကဲတရုပ်စားလေးကယူမယ်ဆိုလို့ရှင်42သိန်းမှာ42သိန်းမှာမတို့ယူမယ်ဆိုလို့ရှင်38သိန်းခွဲပဲပေး385ပဲပေးပါရှင်73ပဲရေးပါရှင်အနောက်ကဒီလိုလေတူကလေ5ချက်ဝတ်လို့ရှင်အနောက်ကိုပေးရလားမရဘူးဒီတိုင်းမရမှာသူ့ရဲ့ပုံကဒီလိုပဲနော်တရုပ်စား6ပဲဝင်းကျင်နော်ဒါလေးကအလုပ်လေးပါရှင်အရန်လာတယ်ဝါလာလဲလာတယ်ထဲလဲထဲတယ်လာထဲလေးပါကဲနော်ခဲနော်အဲ့ဒါဆိုရင်မမတို့တွေဘာလေးတွေအရေးပေါ်ကြီးချင်တာလေးရှိလဲအရေးပေါ်ကြီးချင်တာလေးရှင်တော့တစ်ချက်ပြောပေးကြီးချင်တာလေးအရေးပေါ်မရှိတော့ဘူးဆိုရင်ဆိုင်မှာလာယူလို့ရပါတယ်17ရက်နေ့တိဆိုင်မှာလာယူလို့ရပါတယ်ရှင်17ရက်နေ့တိဆိုင်လာယူပါ17ရက်နေ့တိဆိုင်လာယူပါရှင်မမတို့တွေအရေးပေါ်လာယူမယ်ဆိုဆိုင်ကို17ရက်နေ့တိဖွင့်ထားပေးပါတယ်ကဲမမတို့တွေနော်ဆိုလို့ရှိရင်အားပေးတဲ့လူတွေအားလုံးအကြည့်ပေးတဲ့လူအားလုံး share ပေးတဲ့လူတွေအားလုံးကိုစိတ်နှပြကြမှာချမ်းသာကြပါစေbye အခုလိုမျိုးအတန်လေးနဲ့တူပေးပါလို့
အခုလိုမျိုးအားပေးတဲ့လူတွေအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာပြီးတော့စီးပွားဥစ္စာတွေရေတနာတွေဖြတ်ဖြတ်တိုးပွားကြပါစေစားထက်တဘုံတိုးကြပါစေစိတ်ရွှေတောင်မှာ10သိန်းဖို့ဝင်သိန်း100ဖို့ဝင်ပြီးတော့သိန်း100ဖို့ဝင်သိန်း1000ဝင်ကြပါစေသိန်း1000ဖို့ဝင်သိန်း1000ရကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်ကိုစိတ်နှလုံးသုံးပါလုံးကျမ်းမာချမ်းသာကြပါစေရှင်ဒီထမကားစီပွားလက်လာပါလေတိုးပွားကြပါစေတက်ရှူလိုက်နဲ့ငွေဝင်ကြပါစေရှင်ဒီနေ့လိုက်ကလေးကတော့တိုးတယ်အမတို့တွေစိုင်ကို7ရက်နေ့ထိလာပြီးတော့အားပေးလို့ရပါတယ်ကြားဆရာမင်းဆရာတင်ဆရာတို့လည်းဒီညမှာခါတော့ပြုလိုက်ပါတယ်ရှင်ကျေးဇူးပါနော်တချမ်းမှာအားလုံးပျော်ရွှင်ကြပါစေနော်လက်ဖြန်ညရင်လည်းလိုက်လေးလုပ်ပေးပါအောင်မယ်လိုက်အသေးလေးမီနီလိုက်လေးပဲသွားမယ်နော်တာ